And today we are going to talk about the responses that God is looking for. နော်ဘုရားကိုလက်ခံတဲ့ဘုရားကိုဟောပါနော်တုံ့ပြန်တဲ့လူပေါ့ဘုရားသခင်ရှာနေတဲ့အကြောင်းပြောပြခြင်းနဲ့ So God display the day of the Lord. He's looking for agreement. He's looking for response from His people. နော်ဒီနေ့ဘုရားသခင်ကသူ့ရဲ့နေ့ပေါ့နော်စီရင်ရနေ့ပေါ့စီရင်တဲ့အကြောင်းဟာစီရင်ရတဲ့အကြောင်းရင်းကသူကဘသူ့ကိုဒီလိုလှုပ်ဆောင်ခြင်းအဖြစ်သူ့ကိုဝန်ခံတဲ့လူသူ့နဲ့သူ့ကိုဟောပါတော့နောက်ပြန်သူ့စီကိုလာတဲ့လူသူ့ကိုပြန်ခေါ်လုံးတဲ့လူအဲ့ဒီလူကိုရှာဖွေနေတာဖြစ်တယ် So I believe God's really calling the end time church to be a trumpet blower. နော်ကျွန်တော်ယုံကြည်တယ်နောက်ဆုံးသောကာလမှာရှိမဲ့အသင်းတော်ကနော်တကယ်တဘိုးမှုတ်တဲ့အသင်းတော်ဖြစ်စေချင်တာပေါ့ဘုရားသခင်က For you guys to study a lot of end time plan, end time event, that is for you to prepare yourself and also blow the trumpet. နော်ပြောချင်တာကျွန်တော်တို့ဒီနေ့ခေတ်ဟောပါတော့နောက်ဆုံးသောကာလနဲ့နီးလာတဲ့အချိန်ကာလမှာရှိတယ်ကျွန်တော်တို့တွေကကိုယ့်ရဲ့အသက်တာကိုပြင်ဆင်နေတာကိုယ့်ရဲ့အသက်ရှင်ဟောပါတော့အသက်ရှင်မှုပြန်နဲ့တွားလာနေတာကဒါကျွန်တော်တို့ရဲ့အသက်တာကတကယ်တဘိုးမှုတ်နေတဲ့လူလိုပဲ And then sound an alarm. This is chapter 2 verse 1. နော်အခန်းကြီးနဲ့အပိုင်ငယ်တက်မှာပြောသလိုပဲနော်တန်ရှင်းသောတောင်မှာငါတတိပေးသောအတန်ကိုပြုကြလို့ဆိုတာတတိပေးတဲ့အတန်ကိုကျွန်တော်တို့လှုပ်ပေးနေတာပဲကျွန်တော်တို့ဟောပြောခြင်းတတိပေးခြင်းအပြင်သူတို့တွေကဒီဟာကိုတတိထားမိဖို့ပေါ့နော်တတိပေးတာပေါ့ And the purpose of blowing the trumpet is to make the people in the land tremble. ပြောချင်တာကနော်ဒီမှာတဘုံမှုတ်တယ်ဒီမှာတန်ရှင်းသူတွေရဲ့ဒီုံတော်မှာတဘုံမှုတ်တယ်ဆိုတာကတော့သူတို့ကိုပြောချင်တာကဟိုပါနော်နှိုးဆော်လိုက်တာပေါ့လှုံ့ဆော်လိုက်တာပဲဖြစ်တယ် You are calling the drunkards to be awake. Stop drinking. နော် Awake. မင်းတို့ဘုရားခင်ကဒီနေ့ခေါ်ထားတယ်ဆိုတာကတကယ်တောက်မူးရစ်နေတဲ့လူကိုနိုးထလာဖို့နော်ပြောချင်တာကတတိမူလာဖို့ဘုရားစီပြန်ရောက်လာဖို့နော်လုတ်ပေးခိုင်းတာဖြစ်တယ် You are calling them to become the men who mourn, and that is beatitude number 2, right? The mourn. နောက်တဲ့ဒုတိယမြောက်ကတော့ငိုကြွေးတဲ့လူပေါ့ငိုကြွေးတဲ့သူဖြစ်တာပေါ့ Guys looking for godly sorrow, not our not just sad, the worry sadness. God's not looking for that, but God's looking for godly sorrow. ပြောချင်တာကဘုရားသခင်ကနော်ဝမ်းနေတာလောကီဝမ်းနေခြင်းကိုငါတို့တာမအောင်ဘူးအဲ့လိုမျိုးမဟုတ်ဘူးတကယ်ဘုရားကိုသိပြီးတော့မှငိုကြွေးတာတကယ်နောင်တရတာအဲ့ဒါကိုဘုရားလိုချင်တာအဲ့လိုမျိုးဖြစ်စေချင်တာပေါ့ Because godly sorrow produce a true repentance, and a true repentance produce salvation. တော့ကျမ်းစာထဲမှာနေကောထဲမှာပြောသလိုပေါ့နော်တကယ်စစ်ပန်တဲ့ဝမ်းနေခြင်းဟာနောင်တကိုဖြစ်စေတယ်နောင်တသည်ကဲတင်ခြင်းကိုဖြစ်စေတယ်ဆိုတဲ့အတိုင်းပဲ And you are calling the believers, religious leaders, to respond to God in the right way, to not just worship God with their lips, but love God with their hearts. တော့ပြောနေတာကဒီနေ့ကျွန်တော်တို့ဘုရားခင်အစီခံနေကောင်းဆောင်တွေကကျွန်တော်တို့ရဲ့သက်တာမှာသူတစ်ပါးကိုဟောတော့တုံသင်မှန်ကန်တဲ့ဥဆောင်မှုနဲ့ဘုရားခင်နှစ်သက်တဲ့လမ်းထဲမှာရှိဖို့ဥဆောင်မှာပြအဲ့လိုဥဆောင်တဲ့အခါမှာတော့နှုတ်နဲ့ချီးမွမ်းတာမဟုတ်ဘဲနဲ့တကယ်စိတ်နှလုံးသားတွေကချီးမွမ်းခြင်းမျိုးဖြစ်အောင်ကျွန်တော်တို့ဥဆောင်ပေးရမှာတို့လမ်းမှန်နဲ့ပို့ပေးရမှာ When Jesus is rebuking that generation of Pharisees, the priests and scribes, Jesus calling them, you worship God with their lips, you honor God with your lips, but your hearts are far away from God. အဲ့တော့ယေရှုခရစ်တော်တက်တော်စဉ်ကာလမှာဆိုရင်ကျမ်းတက်တွေပါရီရှဲတွေနော်ဒီဘာသာရေးကောင်းတော်တွေကိုပြောတယ်ဆိုတော့မင်းတို့ကဘုရားကိုနှုတ်နဲ့ကိုးကွယ်နေတာပဲနော်ဘုရားကိုနှုတ်နဲ့ချီးမြှောက်နေတာသူတို့စိတ်နှလုံးကတော့ငါနဲ့ဝေးတယ်လို့အဲ့လိုမျိုးအပြစ်တင်တယ် So basically that's what Joel in that generation, what he tried to call those religious leaders to repent of. And right now we have bunch of people who call them Christian, but they really live a lifestyle of they honor God with their lips, but their hearts are far away from God. နော်ဒီမှာတော့ယောလာလက်ထက်မှာတော့သူကဘာသာရေးကောင်းဆောင်တွေကိုပြောတာပေါ့နော်မင်းတို့ပြန်လှည့်လာနောင်တရပါလို့ပြောတာပေါ့ဒီနေ့ကျွန်တော်တို့အသက်တာမှာဒီနေ့ကျွန်တော်ရဲ့အသက်တာမှာတော့ဒီနေ့ကျွန်တော်မျက်မှောက်ခက်မှာတော့ကျွန်တော်ခရိယန်တွေဖြစ်တယ်
ခရိယန်တွေကနော်အများစုကတော့အာနှုတ်ခမ်းနဲ့ပဲနော်ဘုရားကိုကြီးမွမ်းပြီးတော့တကယ်အသက်ရှင်မှုကတော့ကိုတင်ချင်နေတာပေါ့အဲ့ဒီလူတွေကိုပြန်လှည့်လာဖို့ဘုရားကြီးလှည့်လာဖို့လုပ်ပေးရမှာဖြစ်တယ် And you will be a trumpet blower. You know the end time storyline. You are so clear. You are not confused. So even unbeliever in this world, in those times, they will be looking for answers. And where they're gonna go? They're gonna go to the believer who has an answer to tell them. နော်ဒီမှာပြောတဲ့တဘုံမဟုတ်တဲ့လူဆိုတာကပြောချင်တာကကျွန်တော်တို့ရဲ့အသက်တာမှာနောက်ဆုံးသောကာလနဲ့ပတ်သက်ပြီးသခင်မြတ်ရဲ့စီရင်နေ့ရက်နဲ့ပတ်သက်ပြီးနားလေသဘောပေါက်ရှင်းလင်းပြီးတဲ့အခါမှာနော်အဲ့ဒီအရာကိုသူများတွေကိုပြန်ပြောပြတဲ့အခါမှာမသိတဲ့သူတွေဘုရားကိုမသိတဲ့သူတွေနော်အမိခံတွေကိုပြန်ပြောတာသူတို့ဟာဒါဒီလိုဖြစ်တယ်ဆိုဟာဒါဘယ်လိုလုပ်ကြမလဲဟာဒါဘာဖြစ်တာလဲဆိုတဲ့သူတို့မဲကုန်းတွေထွက်လာတာအဲ့ဒါထွက်လာတာပေါ့အတန်ထွက်လာတာအဲ့ဒါပဲအဲ့ဒီဟာတဘုံမဟုတ်တယ်လို့ပြောတာပဲ For example, this morning we talk about this prophetic time frame, and then you know a lot of things haven't happened yet, but you already proclaim it, you already understand it, you already talk about it, and then so when this thing unfold to be truth, those unbelievers see, oh, how do you know those things? And then because that they will give their life to Jesus. နော်ပြောချင်တာကကျွန်တော်တို့ကဒီအကြောင်းကိုလေ့လာခဲ့တယ်ပေါ့တချို့အရာတွေဆိုမဖြစ်သေးဘူးပေါ့နော်ဥပမာဘယင်ပေါ်လာမယ့်အားတွေပါတယ်ဆိုမဖြစ်သေးဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီအရာတွေကိုလေ့လာကြမယ်ဂျိုသိနေပြီဂျိုသိနေတဲ့အခါမှာဒီအရာကိုသူများတွေကိုပြန်လဲပြီးတော့လက်စိတ်ကောင်းဝင်ကြမှာဆိုသူတို့ရဲ့ကဟာမင်းတို့ဒါဘယ်လိုသိလာတာလဲဟာဒါတွေကဘယ်တော့မှမင်းတို့ဘယ်လိုသိသွားတာလဲဆိုတဲ့အတွေးခေါ်မျိုးနဲ့အဲ့ဒီအခါမှာသူတို့ကဟာဟုတ်လားဒီလိုမျိုးဖြစ်သလားဆိုတဲ့သူတို့ဟောပါတော့သူတို့ရဲ့အတွေးခေါ်တွေပြောင်းလဲလာမှာပေါ့ Just from the testimony of Peter and his wife, and she said, "Hey, I'm just talking about Revelation in these 3 months," and I just showed them the Matthew chapter 24, the beginning of the birth pain, and the people so, oh, yes, that's in the Bible, and we don't even know it, and then they have a fear of God in them. နော်ပြောချင်တာဆရာပီတာနဲ့သူစနီးသက်တဲ့ကတော့တို့ရွာမှာဝင်ကားတဲ့ခါမှာတခြားမကြီးလို့ဟာဟုတ်လားဒီကမျိုးတကယ်ဖြစ်သလားဟာဒီကကျက်တယ်မှာတကယ်ပါလားတကယ်ဖြစ်နေတာပေါ့ပြင်မှာနော်ကျက်တယ်မှာတကယ်ပါလားသူတို့ကပြောဟာသူတို့ရဲ့စိတ်ထဲမှာဘုရားဆိုတာကိုကြောက်ဘုရားဆိုတာကိုသိသွားတယ်ဘုရားကိုကြောက်ရွံ့လာတယ်ပေါ့အဲ့ဒါမျိုးဖြစ်လာ Because when Jesus talking about Matthew chapter 24, that's like 2,000 years ago, and then he prophesied it very accurately. နော်ပြောချင်တာဒီမသက်24ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ယေရှု prophet ပြုခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကတကယ်အပြစ်မှာဒီနေ့မှာဖြစ်လာတဲ့ဟာရတယ်ပဲ So I believe in the end time harvest, end time revival, this will be very connected to it. The believer who are equipped for the end time storyline, they will be able to very confidently tell what's going to happen, and the people will in awe to our God we serve. နော်ပြောချင်တာကနော်တကယ်ပဲဒီနေ့ခေတ်ကာလမှာနောက်ဆုံးသောအချိန်ကာလနော်ဖြစ်ပြမဲ့ຢာတွေနီးလာတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကဒီຢာတွေကိုသိရှိပြီးတော့မှကောင်းကောင်းနားလည်ပြီးတော့ဒီຢာကိုကျွန်တော်တို့ကဝင်ကလက်စင်ကန်းနဲ့သူတစ်ပါးကိုပြောပြတယ်ဆိုရင်ဒါကြားတဲ့လူတွေရတယ်အသိလာတဲ့အခါမှာဟာဒါတွေဖြစ်လာမယ်ဆိုတော့မှသူတို့ယုံကြည်ခြင်းကိုရောက်လာမှာဖြစ်တယ် So even in the book of Daniel chapter 11, it prophesies end time. There's a group of people called the wise one who understand. That means understand the biblical narrative of end time, who will instruct many. That means who will teach many people. Many people were looking for answer. People are so scared, they are afraid, but those people who understand will teach many. That's one of the biblical signs of end time. ပြောချင်တာဂျေနာ7ထဲမှာပြောသလိုပဲเนาะပညာရှိတဲ့သူเนาะပညာရှိတဲ့သူကမြင်တယ်သိတယ်ပေါ့ပြောချင်တာကဒါနောက်ဆုံးသောကာလနဲ့ပတ်သက်ပြီးတော့မှဒီຢာတွေကဖြစ်ပြတာလေကျွန်တော်တို့ဒီထဲမှာရှိနေတာဖြစ်ပြတယ်ဒီຢာတွေကိုကျွန်တော်တို့သိထားပြီးသားဖြစ်တဲ့အတွက်เนาะဘုရားခင်ပြောတယ်အဲ့လိုမျိုးဖြစ်နေတာမင်းမစိုးရိမ်နဲ့မကြောက်နဲ့ဆိုတဲ့အဲ့ဒီထဲမှာကျွန်တော်တို့ရှိနေတာတခါမှာကျွန်တော်တို့ကဒီထဲကနေပြီးတော့မှသူတစ်ပါးကိုတတိပေးတာပေါ့ဟာဒီຢာတွေကဒီလိုဆက်ဖြစ်အောင်မယ်ဒီတဲ့ပို့ဆိုးရတဲ့ຢာတွေလာအောင်မယ်ဆိုတဲ့ကမှာသူတို့တွေကကျွန်တော်တို့ရဲ့တည်ငြိမ်တဲ့ဝင်ငှကြီးအဖြစ်သူတို့တွေရတယ်ကြောင်းလဲလာမှာအဲ့လိုမျိုးပြောတာပေါ့ So guys calling you to be a trumpet blower, and guys calling you to be the day of the Lord preacher. ဒါတော့ဒီမှာတဘုံမုတ်တော်သူဖြစ်စေတယ်ဆိုတာပြောချင်တာမင်းကခင်ဗျားရဲ့စီရင်နှစ်မှာမင်းကဟောပြောတဲ့သူဟောပြောစင့်ဆိုတဲ့သူဖြစ်မှာပေါ့ And not just talk about the kindness and goodness of God, but also talk about severity of God.
တော့ပြောနေတာဒါဘုရားရဲ့ကျေးဇူးကြီးနာတော့ပြောတာဖြစ်တယ်လို့ဘုရားသခင်ရဲ့အုပ်ဆိုးခြင်းအခွင့်အာဏာကိုလည်းပြောတာဖြစ်တယ် Not just talk about the great day of the Lord, but also preach about the terrible day of the Lord. နော်ဒီကဲပဲဘုရားသခင်ရဲ့ကြီးမြတ်တဲ့နေ့လို့ပြောလို့ရတယ်လို့တကယ်အများအတွက်လည်းတကယ်အော်ကြောက်ရွံ့ဖွယ်ရနော်တကယ်ဆိုးရွားတဲ့ကြောက်ရွံ့ဖွယ်ရနေ့လို့လည်းပြောလို့ရတယ် And not just talk about the heaven, not just talk about the eternal life, but also talk about a day of darkness and gloominess. နော်ဒီပြောချင်တာဘုရားသခင်ရဲ့နိုင်ငံတော်တည်တဲ့နေ့ဘုရားသခင်ရဲ့နော်ဟောပါနော်ဘုရားသခင်နဲ့မိတ္တရာဖွဲ့ရတဲ့ဘုရားကိုတွေ့မြင်ရတဲ့နေ့လို့ပြောသလိုတစ်ဖက်မှာလည်းတကယ်အမောင်အမိုက်အတိဖြစ်တဲ့နေ့ပဲပြောချင်တာမယုံကြည်သူတွေအတွက်ပေါ့နော်ဘုရားကိုလက်မခံတဲ့သူလက်ခံတဲ့သူတွေအတွက်တော့ကြီးမားတဲ့နေ့ပဲပေါ့ Guys, equipping the end time church to be a messenger that will preach the whole counsel of God. နော်ဒါကြောင့်ဘုရားသခင်ကနောက်ဆုံးသောကာလမှာရှိတဲ့အသင်းတော်ကိုခိုင်ခံ့စေပြီးတော့မှနော်ပြုစုပြိုးထောင်ပေးတယ်ဆိုတာကနော်တကယ်ဘုရားရဲ့လူရဲ့ဂျားမှာပေါ့နော်ပြန်လဲပြီးတော့မှစစ်ဆက်ပေးတဲ့လူတွေဖြစ်လာဖို့ဘုရားနဲ့လူနဲ့မယုံကြည်သူတဲ့လူတွေကိုဘုရားစီပို့ဆောင်ပေးတဲ့လူတွေဖြစ်လာဖို့ Okay, so let's turn to Deuteronomy chapter 28. ထွတ်ပြတော့ဂျာ We're just တ gonna ရားဝယ်ဂျာအခန်းကြီး28 lay up some context of why Joel is calling them or God is calling the people to do verse 12 and verse 13 in chapter 2. နော်အခန်းကြီးယောလာအခန်းကြီးနဲ့အပိုင်းငယ်73မှာပြောတယ်ဘုရားသခင်ကလူတွေသူ့လူတွေကိုဝါကြောင့်ခေါ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီထဲမှာပြောထားတယ်ပေါ့နော်ဒူတိုနိုမီတရားဝယ်ဂျာအခန်းကြီး28 So let's talk about verse 1. Verse 28, Deuteronomy chapter 28, verse 1. 28အခန်းကြီး28အပိုင်းငယ်1ကိုကြည့်အောင်နော် Verse 1 and 2. အပိုင်းငယ်1နဲ့2ကိုပေါ့ဖတ်ကြည့်အောင် ဒီငေါ်သေးရဆွဆွတော်တော်မြတ်တော်တို့လည်းတို့ဒီကျက်တော်ခြင်းကလေးပြားပြီးဘောဝါတကားတို့ကိုစစ်စစ်တာတော်လေဒီပြားပြီးတော့ဒီကြီးပေါ်လာတဲ့ကားတို့ဆက်ပြီးတော့ကျွန်တော်တို့ဒီကားကြီးတော်တော်တိုင်းကားတော့ပေါ်လာတော့နေဒီဘောဝါတရားတော်ကောင်းပြီးပြန်ပြန်လာ God said, basically, God telling them, if you obey me, or be obedient, then you'll be blessed, and then you'll be the leader of the world. They're talking to the nation of Israel. နော်မင်းကငါရဲ့စကားကိုနားတော့မှငါပြည့်ညတ်တို့ကိုစောင့်ရှောက်မယ်ဆိုမင်းတို့ငါခေါင်းဆောင်ဖြစ်စေမယ်ပေါ့နော် Look at that. God will set you high above all nations of the earth. This is the Israel's calling. They should be a leader of this world. နော်ပြောချင်တာကအသီးဘုရားသခင်ကြောင့်ဘုရားသခင်သူမျိုးတကာတို့လည်းတင့်ကိုချီးမြှောက်တော်မူပြပါဣသရေလလူမျိုးတွေကိုဘုရားသခင်ကရွေးကောက်တယ်ချီးမြှောက်တယ်ဆိုတာကအားလုံးရဲ့အထက်မှာဖြစ်တယ်နိုင်ငံအားလုံးရဲ့အထက်မှာဥဆောင်ရတဲ့နော်ခေါင်းဆောင်ရတဲ့လူမျိုးတော်အဖြစ်ပေါ့လူမျိုးအဖြစ်ဘုရားသခင်ကရွေးကောက်ထားတာဖြစ်တယ် So in verse 2, all these blessings shall come upon you and overtake you because you obey the voice of the Lord your God. နော်မင်းဒီလိုမျိုးလုပ်မယ်ဆိုရင်တော့နော်မင်းခံစားရမယ့်အကောင်းကြီးတွေအများကြီးပဲအောက်မှာပါတဲ့ဟာတွေပေါ့နော် So you see verse 4 to all the way to verse 14, talk about all the blessing that if the Israelites, they obey God, they love God, then all the blessing gonna fall on them. That's an amazing blessing. နော်အခန်းငယ်၄ရာနေတော့မှဟိုး14ပေါ့တောက်လျှောက်ဖတ်ကြည့်လိုက်ပဲဆိုရင်တော့ကောင်းကြီးတွေမင်္ဂလာတရားတော်တွေတွေ့ရမှာအဲ့ဒါတွေအားလုံးကသူတို့ဘုရားစကားနားတော်ရင်ခံစားမဲ့အရာတွေပဲ But you talk about from verse 15, it's starting to talk about curse. အပိုင်းငယ်15နေစကြည့်မယ်ဆိုရင်တော့မင်းကအဲ့ဒါအမင်္ဂလာတွေတွေ့ရမှာ And very interesting thing is the blessing is kind of short, but the curse is long. စိတ်ဝင်စားဖို့ကောင်းတာကောင်းကြီးမင်္ဂလာတော့တူတူလေးပဲအမင်္ဂလာအရေးကြီးတယ်နော်မင်္ဂလာပုံများတယ်ပေါ့ No, you look at verse 1 to 14, but the curse from verse 15 all the way to what? Verse like what? 68. နော်အမင်္ဂလာတော့အပိုင်းငယ်အခန်းငယ်15နေတော့မှအခန်းဟိုအပိုင်းငယ်60ကျော်ဒီပေါ့အားလုံးကချိန်ချင်းအမင်္ဂလာကြီး Like a triple curses. သုံးစများတယ်သုံးစများ Did you see that? Did you see that? မြင်လားတွေ့လား Okay, so, well, first of all, you see verse 15, but it shall come to pass, if you do not obey the voice of the Lord your God, to observe carefully all his commandments
and his statutes, right? Yeah, statutes, which I command you today, that all this curse will come upon you and overtake you. နော်ယနေ့ငါစစ်ဆိုတော့တင်ဘုရားခင်တာဝရဘုရားစီရင်တော့ဖွဲ့တော်မူချက်အလုံးစုံတို့ကိုကြည့်ဆောင်ခြင်းတာစကားတော်ကိုနားမထောင်လျင်သင်ပေါ်မှာတက်ရောက်လက်တတ်သောကြိမ်ချင်းအမင်္ဂလာများဟုမူကား So you see, that curse will come to your city, curse will come to your country, curse will be come to your basket and your food. You know, curse will come to the fruit of your body, the produce of your land will come to your animals. နော်တင်ဒီမြို့၌အမင်္ဂလာရှိမယ်တော့မှာအမင်္ဂလာရှိမယ်ခြေတောင်း၌လည်းအမင်္ဂလာရှိမယ်မုန်းနေသောဘက်မှာလည်းအမင်္ဂလာတာသီးမှုမှာလည်းအမင်္ဂလာမြေကြီးမှာလည်းအကုန်လုံးပေါ့နော် And then you look this, and verse 25, the Lord will curse you to be defeated before your enemies. နော်တင်ရန်သူရှင်းမှာတော်တော်ပြည့်တင်တန်ပေးတော်မူမယ်တင်ရန်သူရှင်းမှာရှုံးရမှာပေါ့နော် You see, when they are not on God's side, you know, they just got destroyed by enemy. နော်တကယ်လို့သူတို့ကဘုရားရဲ့ရှေ့မှာမရှိတော့ဘူးဆိုတော့သိကြတယ်သူတို့ကရန်သူရဲ့တိုက်ခိုက်ဖျက်ဆီးခြင်းခံရမှာဖြစ်တယ် And let's see something also happen in Joel, that generation, because this is way before Joel's generation, right? Joel is about 600 BC, but here when they make covenant with the Israel God, so verse 38, it says, you should carry much seed out of the field, but gather little in, for the locusts shall consume it. နော်ဒီဟိုပေါ့နော်ဒီမှာကျွန်တော်အပိုင်းငယ်38မှာပြောတယ်ပေါ့ဒီပြောထားတဲ့ဘုရားရဲ့အကြောင်းအရာကတော့ယောလာခေတ်မတိုင်မီအဝေးရပါတော့ယောလာကတော့ဒီ600 BC 600ဝန်းကျင်လောက်မှာပေါ့နော်အမေအဲ့ဒီမတိုင်ဟိုးရင်တွေကပြောတာအဲ့ဒီအရာတွေကယောလာခေတ်မှာဖြစ်လာတာယောလာတက်မှာဘုရားကောင်းနားမတော်လို့ပြဒါမှမဟုတ်တော့ပိုင်းငယ်300တင်းဒီများသောမျိုးစေ့ကိုလဲသို့ယူသွားပြီးကျိုင်းကောင်တို့ဒီကြိုက်ကိုက်စားတော့ကြောင့်နဲသောစပါးကိုသိမ်းရနိုင်ပြီတဲ့နော် So see, verse 38 all the way to 42 is talk about locusts, and then it's talk about you will run out of oil, you will run out of the food. နော်အဲ့မှာဒီ38ရက်နောက်ပိုင်းဖတ်ကြွားတဲ့ခါမှာဘာတွေ့ရလဲဆိုတော့ကျိုင်းကောင်တွေအကြောင်းပြောရတယ်။နော်ကျိုင်းကောင်တွေကလာမယ်စားမယ်မင်းတို့မှာနော်တပြည့်ရည်လည်းပြရမယ်စဘာလည်းမရှိတော့ဘူးပေါ့နော်စားကြပြီအဲ့ဒါယောလာထဲမှာခုနအတစ်ထဲမှာပါပြီးသွားပြီ။ကျွန်တော်မှတ်မိတယ်ဆိုရင်မနေ့က Remember the Joel chapter 1, the first one, the day of the Lord, is God sending a locust to them. နော်ယောလာအခန်းကြီးထဲမှာပါတဲ့သခင်ဘုရားရဲ့စီရင်ခြင်းနေ့ပထမနေ့အကြောင်းကျွန်တော်ဖတ်ခဲ့ပြီးဖြစ်တယ်။ အဲ့ဒါကမှတ်မိမှခဲ့တယ် So my point is, God is a covenant God. Like God make covenants, He takes seriously. နော်ဘုရားခင်ကပရိညင်ပြုတယ်အဲ့ပရိညင်ကိုလည်းသူကအတိအကျလိုက်လျှောက်တယ်ဘုရားဖြစ်တယ် So when He talked to this Israelites people, He said, we make covenant now. You love me, you'll be blessed. But if you don't love me, if you turn your way away from me, and then the curse will come to you. And really the curse come to them. နော်ဘုရားခင်ကပရိညင်ဣသရေလမျိုးပရိညင်ပြုလို့ပြောထားပြီးသားမင်းတို့ငါချစ်တယ်မင်းတို့ငါ့ကိုချစ်ရင်မင်းတို့ငါကောင်းကြီးပေးမယ်ငါ့ကိုမချစ်ဘူးဆိုရင်တော့မင်းတို့ကောင်းကြီးမပေးဘူးဆိုတဲ့အတိုင်းပဲယောလာလက်ထက်မှာအဲ့ဒါဖြစ်လာပြီ And look at that verse 47, 48, 49ကိုကြည့်ပါ and 49. 49ဒီပေါ့49ကနေတော့ It's talk about, that's Joel chapter 2, talk about that army come to destroy them, that Babylonian army come to destroy them. Right here, verse 47 to 49. နော်49နဲ့49ထဲမှာကြည့်တဲ့အခါမှာဘုရားသခင်ကနော်တခြားတိုင်းတစ်ပါးကစစ်လာတိုက်ပြီးတော့တိုက်ခိုက်ပြီးမင်းတို့ချေမုံမယ်မင်းတို့ဒုက္ခရောက်မယ်ဆိုတာကိုပြောထားပြီးသားအဲ့ဒီຢာလဲယောလာထဲမှာဖြစ်ပြက်လာခဲ့တယ်ပေါ့နော်ဘာဘူးလုံးတို့ရှူရီတို့ကလာပြီးတော့တိုက်ခိုက်သိမ်းပိုက်သွားတယ်ပေါ့အဲ့ဒီနှုတ်ကပတ်တော်အတိုင်းပဲဖြစ်လာတာဖြစ်တယ် 47 said, because you did not serve the Lord your God with joy and gladness of heart, for the abundance of everything, therefore, you shall serve your enemy. So they got captured to the Babylon kingdom to become slave. နော်ဘုရားကတင်းဒီဥစ္စာကြောတော့ကဝမ်းမြောက်ရှင်သောစေဒီဘုရားကြီးတော်အမှုတော်မဆောင်မရွတ်သောကြောင့်ဒါဝရဘုရားစေလို့တော်မူသောရန်သူအမှုကိုတင်းဒီမွတ်တိတ်ချင်းရင်ငါချင်းအဝတ်ကြီးရှိတဲ့ကွာအရာရာနဲ့စီးရဆောင်ရွက်ရလိမ့်မည်ဒါကြောင့်မလို့ဘုရားခင်က
နော်ဒီဣသေလတိုင်းပြည်မှာနော်သူရန်သူရဲ့တိမ်းသွားခြင်းခံပြီးနှစ်ပေါင်း80ကြုံပြုတ်ခြင်းကိုခံခိုင်းတာ And God said He will put a yoke of iron on your neck until He has destroyed you. နော်ဒီမှာကတင်းဒီမပြည့်စည်မိကြအောင်တင်းလေဘေး၌တန်တဘိုးကိုတင်ထားတော်မူမည် See, again, God said this: the Lord will bring a nation against you from afar. အာ Like we talk about Isaiah chapter 10, we talk about Habakkuk chapter 1. God is raising up a nation, an evil nation, to discipline His နော် people. ထပ်ပကုတ်ထဲမှာပါတဲ့နော်ရန်သူတွေကိုပေါ်ထွက်စေတာသူ့ရဲ့ရန်သူကိုပေါ်ထွက်စေတာပေါ့ဣသေလမျိုးရန်ပြုတ်မဲ့လူကိုပေါ်ထွက်စေတာအဲ့ဒီအရာကဒါပဲဒီမှာ prophet ပြုထားတဲ့အရာတိုင်းပဲဘုရားပြောတာတဲ့နှုတ်ကပတ်တော်လာတဲ့အတိုင်းပဲဖြစ်တယ် And in verse 52, it talk about the enemy will besiege you, all your gates until to your around your wall. နော်အပိုင်းငယ်နဲ့27မှာတင့်နေရပြီးရဲရွတ်တို့ကိုတင်ကိုးစားသောမြို့ရိုးမြင့်ရွခိုင်ရသောမြို့တို့မပြုတ်မကြမိတအောင်တင့်နေရမြို့ရှိမှဝိုင်းထားလိမ့်မည်တဲ့နော် I think this also happened in those 721 BC, 586 BC. နော်အဲ့တော့922ခု BC မှာဆိုရင်ရှမာရိမြို့ပေါ့နော်ဝိုင်းခံပြီးဖျက်ဆီးပြရတယ်ဒီလိုပဲနော် BC 586မှာဆိုတယ်ယေရုရှလင်မြို့ကိုဝိုင်းပြီးတော့မှအကုန်ဖြိုဖျက်ပြစ်စီတာဒီမှာတင့်ရဲ့မြို့ရိုးကိုဖျက်ဆီးပြစ်မယ်ဝိုင်းပတ်ထားပြီးတော့ပြိုပြက်တဲ့အထိပေါ့ဝိုင်းထားမယ်ဖျက်ဆီးပြလိုက်မယ်လို့ပြောတာ And Zechariah chapter 14 and also Revelation chapter 19 talk to us that in the end time the Antichrist army will do that again. Will surrounding the Jerusalem, will put them in a siege, besiege them in a city. They will suffer and they will be captured to different part of the world. နော်ဒီရေစကြေတာအကန်းကြီး40ပြီးတော့နော်ဗျာဒိတ်ကျမ်းအကန်းကြီး19အဲ့ဒီမှာပါပါတယ်ဆိုတော့ရန်သူကယေရုရှလင်မြို့ကိုလာပြီးတော့မှဝိုင်းထားမယ်ပြီးတဲ့ကောင်တိုက်ခိုက်ဖျက်ဆီးပြီးတော့မှသူတို့ကိုတိမ်းသွားမယ်ဆိုတော့ဗျာဒိတ်ကျမ်းထဲမှာတော့လာဝိုင်းမယ်ကောင်းကင်ကမိကြပြီးသူတို့ဖျက်ဆီးမယ်ဗါအဲ့လိုမျိုးပါတယ်ပေါ့ So verse 64 said, Then the Lord will scatter you among all people from one end of the earth to the other. This will happen in the end time as well. နော်ပိုင်းငယ်64မှာဒါဝါဘုရားတည်တဲ့မြေကြီးစွန်းတစ်ဖက်မှသည်တစ်ဖက်တောင်လူမျိုးအပေါင်းတို့တွေတင့်ကိုအရရက်ကွဲပြားစေတော်မူသဖြင့်တင်နှင့်တင့်ဘိုးဘေးတို့မတည်ဘူးသောအခြားသောဘာသောဘုရားတစ်သားဘုရားကြောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည် Okay, so when God's people are under warning and under discipline, what God's looking for exactly? နော်ဒီလိုမျိုးပေါ့နော်သူတို့တွေဣတိလလူမျိုးတွေကစကားနားမထောင်ဘူးနော်ဘုရားသခင်ကိုစန့်ကျင်တဲ့ကောင်ဘုရားသခင်သူတို့ဘယ်လိုဆုံးမတယ်ပေါ့ Is there any hope သူတို့မှမျှော်လင့်ချက်ရှိသေးလား for the people got disciplined by God and got judgment by God? နော်ဘုရားသခင်ကသူတို့ကိုဆုံးမတယ်သူတို့ကိုစီရင်တယ် Let's turn to 2nd Chronicles chapter 7. နော်ကျွန်တော်တို့နေ့ရာကျုပ်ပေါ့နော်နေ့ရာကျုပ် God showed King Solomon what to do. နော်ရာဇဝင်ကျုပ်ဒုတိယဆောင်ပေါ့နော် What is 600တဲ့ဖြစ်တယ်နော် what's he looking for from his people? နော်ဒီမှာဗာတွေ့ရလဲဆိုဘုရားသခင်ကသူ့လူမျိုးတော်စီကဘာမျော်လင့်လဲဆိုတာတွေ့ရတယ် So 2nd Chronicles chapter 7 အခန်းကြီး9 verse 12. အပိုင်းငယ်7မှာတွေ့ရတယ် This is happened when Solomon dedicated the temple. နော်ဒီနေရာမှာဗာတွေ့ရလဲဆိုတော့ရှောလမုန်ကသူ့ရဲ့ဗိမာန်တော်ကိုစက္ကန့်အနံတဲ့အခါမှာဖြစ်ပျက်တဲ့အဖြစ်ပျက်တွေ့ရတယ် And all the Israelites worship God, said, For He is good, for His mercy endure forever. နော်ဒီမှာဘုရားသခင်က That is verse 3. အပိုင်းငယ်3မှာတွေ့ရတယ်နော်အပိုင်းငယ်3မှာတွေ့ရတယ်နော်ဘာတွေ့ရလဲဆိုတော့ထာဝရဘုရားဘုန်းတော်တွေအိမ်မှာတက်ရောက်ကောင်းမြတ်မှာကောင်းဘုရားသခင်ဒီထောင်ဂယုနာတော်အစင်မြတ်တည်သူထာဝရဘုရားကိုချီးမွမ်းဂုဏ်တော်ကိုချီးမွမ်းကြတယ်အဲဒီဘန်းကိုပြောတာဖြစ်မှာနော် And then if you go ahead of chapter 7, you go to chapter 6.
အခန်းကြီး6ကိုတွားကြည့်တဲ့အခါမှာ God said a very similar thing to Solomon နော်ဒီ again. ပဲဆောလမုန်စကားပြောတာတွေ့ရတယ် So you go to verse 24 on chapter 6. အခန်းကြီး6အပိုင်းငယ်24ကိုကြည့်ကြည့်ပါ So Solomon was praying. ဆောလမုန်ဆူတောင်းနေတယ် He said, if your people Israel are defeated before an enemy because they have sinned against you, and return and confess your name and pray and make supplication before you in this temple, then hear from heaven and forgive the sin of your people Israel and bring them back to the land which you gave to them and their father. That's 24 and 25. 24 25မှာပါတယ်ကိုရောဤလူဤဒေတာမျိုးသားတို့သည်ကိုရောကိုပြမသောအပြစ်ကြောင့်ရန်သူရှေ့မှာရှုံးရသောအခါကိုရောထံသို့ပြန်လာ၍အမတော်ကိုဝန်ခံလျက်ဤအိမ်တော်ကိုအမိပြုလျက်ဆုတောင်းပတနာပြုလျင်ကောင်းဝင်မုန်၌နားထောင်၍ကိုရောဤလူဤဒေတာမျိုးသားတို့ကိုအပြစ်မှလွတ်တော်မူပါဘိုးဘေတို့အားပေးသနာတော်မူသောပြည်သို့အခါပို့ဆောင်တော်မူပါ And verse 26, when the heavens are shut up and there is no rain because they have sinned against you, when they pray toward this place and confess your name and turn from their sin because you afflict them, then hear in heaven and forgive the sin of your servants, your people Israel, that you may teach them the good way in which they shall walk and send rain on your land which you have given to your people as an inheritance. နော်အပိုင်းငယ်26 29နှစ်ပိုက်ကိုဖတ်သွားတာဖြစ်တယ်ကိုရောကိုပြမသောပြစ်ကြောင့်မိုးမရွာမိုးခေါင်သဖြင့်ကိုရောသည်ဆုံးမတော်မူသောအခါရိုသည်ရဲ့ဌာနတော်ကိုမေပြီး၍ဆူတောင်း၍နော်နာမတော်ဝန်ခံနေမိမိတို့ရဲ့ကိုစွန့်ပယ်နေရင်ကောင်းကင်ဘုံကနားတော်ပြီးကိုရောဤကျွန်းကိုရောဤလူဤဒေသမျိုးသားတို့ကိုအပြစ်မှလွတ်တော်မူပါသူတို့လိုက်ရသောလမ်းဟောင်းကိုပြညွှန်၍ကိုရောဤလူတို့ကအမွေပေးသောမြေပေါ်မှာမိုးရွာစေတော်မူပါ Verse 28, when there is famine in the land, pestilence or blight or mildew, locusts or grasshoppers, when their enemy besiege them in the land of their city, whatever plague or whatever sickness there is, whatever prayer, whatever supplication is made by anyone or by all your people Israel, when each one know his own burden and his own grief and spreads out his hand to this temple, then hear from heaven your dwelling place. နော်28ကနေ30ထဲမှာဗာတဲ့အကြောင်းအရာဖြစ်တယ်ဖတ်ကြည့်အောင်ဒီတော်၌အစာရခေါင်းပါတော်၎င်းလေကြီး၍အပင်သေးတော်၎င်းအရေးယို၍သေးတော်၎င်းဘုရားချိုင်ခါသီးရာချိုင်ကိုက်စားတော်၎င်းရန်သူတိုက်လာ၍မြို့တို့ဝိုင်းကြတော်၎င်းဘေဥပ္ပအနာယောဂတို့ဆုံးတစ်ခုရောက်သောအခါဘုရောဤလူဤတေတာမျိုးသားအချို့တို့သည်အသီးသီးခံရသောဘေးဒဏ်ကိုသိလျက်ဘုရောတော်တို့လည်းပါလို့ဖြောင်း၍သုံးတစ်ခုသောနတ်သား၏ဆုတောင်း၏ကျေးဇူးတော်ကြီးကောင်း၏ဘုရားနာတော်မူပါဘုရားပြောတော်မူ And verse 36, အပိုင်းငယ်36ကိုကြော်သွားမယ် when they sin against you, for there's no one who does no sin, and you become angry with them and deliver them to the enemy, and they take them captive to a land far or near, yet when they come to themselves in a land where they were carried captive and repent and make supplication to you in the land of their captivity, saying, we have sinned, we have done wrong, and have committed wickedness. And when they return to you with all their hearts and with all their soul in the land of their captivities, where they have been carried captive, and pray toward their land which you gave to their fathers, the city which you have chosen, and toward the temple which I have built for your name, then hear from heaven your dwelling place. 36ကနေဘယ်ထိပါမလဲဆိုတော့40ထိဖြစ်တယ်နော်36နဲ့40ဖတ်ကြည့်အောင်မပြင်းမာတတ်သောသူတရားများမရှိသည်ဖြစ်၍ကိုရော၏လူတို့သည်ကိုရောကိုပြင်းမာသောကြောင့်ဒီလိုလူလည်းတို့အားလုံးဖြစ်လူတို့သည်ဝေသောပြည်ဤသောပြည်ဆန္ဒတော်သူသည်တော်
တို့ဒီတက်တာဒီတို့ဒီတရားဒီတို့ဒီတိနာပါဒီချမ်းသာတော်မူဆိုတဲ့တော်ကိုပြုပါသည်ကျော်တော်ကောင်းပါသည်တိမ်သွားတော်ကြောင့်တို့ဤပြည်နိုင်မည်စိတ်လုံးကျင်းတဲ့သာတော်တို့ကြလာ၏ဘုဘေရဝါပြေလာတော်မူတော်ဒီဘုရားတော်ကိုတော်ဘုရားဒီသံတော်အေကိုကိုရသောကြောင့်လည်းကောသူတို့တော်တော်နာသာကိုကျေတော်ဘုရားကောင်းကိုလာတာ၏သူတို့မှုကိုဆောင်တော်မူပါဘုရားကိုပြတော်တော်ဘုရားဒီကိုဆောင်မူပါ So chapter 7, God answered Solomon's prayer. နော်အခန်းကြီး9မှာတော့နော်ဘုရားခင်ကဆောလမုန်ရဲ့ဆုတောင်းချက်ကိုအဖြေပေးတယ်ဆိုတွေ့ရတယ် I believe God moved Solomon's heart to pray God's heart, and then God answered that prayer. Verse 12. Then the Lord appeared to Solomon by night and said to him, I have heard your prayer and have chosen this place for myself as a house of sacrifice. နော်တော့ဘုရားခင်ကဆောလမုန်ကသူ့စိတ်နှလုံးသားနဲ့ဆုတောင်းတဲ့အရာဘုရားရဲ့စိတ်နှလုံးတော်ကိုတိုးထိတာဖြစ်တဲ့အတွက်ဘုရားခင်ကအခန်းကြီး9အပိုင်းငယ်7မှာသူ့အိမ်မက်ထဲမှာလာပြီးတော့မှသူ့ကိုအဖြေပေးတယ်ဆိုတာတွေ့ရတယ် When I shut up heaven and there is no rain, or command the locusts to devour the land, or send pestilence among my people, if my people who are called by my name will humble themselves and pray and seek my face and turn from their wicked way, then I will hear from heaven and will forgive their sin and heal their land. အပိုင်းငယ်73 74မှာဖတ်ကြည့်အောင်မိုးမရွာစေခြင်းကငါသည်မိုးခေါင်စေခြင်းက၎င်းအောက်တိုင်းတို့သည်မြေသီးနှံကိုကိုက်စားစေခြင်းကအာမာထားတော်၎င်းငါလူတို့ကာလနာကိုဆေလွတ်တော်၎င်းအာနာပြည့်သမုတ်တော်ငါလူတို့သည်ငါကိုနှိမ့်ချပြီးမိမိနာတော်ရှာတဲ့စောင်းနာပြု၍ပရမလန်ကိုလွဲရှောင်လျင်ငါသည်ကောင်းကင်ဘုံ၌နားတော်မူသူတို့အဖြစ်ကိုဖြေ၍သူတို့ပြည်ကိုချမ်းသာပေးမည် So verse 14 is a very powerful promise God promised his people. ဒီနေရာမှာဗာတွေ့ရတဲ့အခန်းငယ်14ရတကယ်ဘုရားခင်ရဲ့ဂတိတော်ကိုတွေ့ရတယ် If his people will respond to him, တကယ်လို့များသူ့ရဲ့လူမျိုးတော်ကသူ့ကိုဘုရားမဆိုတော့နော်ဟောပေါ့နော်ဝန်ခံမယ်ပေါ့နော်ဘုရားကြီးကိုပြန်လှည့်လာမယ်သူ့ကိုဟောပေါ့နော်ဟောပေါ့နော်ဘုရားခံပြန်လာမယ်ဆိုရင် if his people will call his name, သူ့ရဲ့အဲ့ဒီလူကိုသူ့နာမည်နဲ့ခေါ်မယ်သူ့နာမည်နဲ့ if his people will humble themselves နော်သူ့ရဲ့လူမျိုးတော်ကသူ့ကိုသူနှိမ့်ချမယ် and will pray and seek his face ဘုရားခင်ရဲ့မျက်နာတော်ကိုရှာမယ် and then repent, turn from their wicked way, သူတို့ရဲ့နော်ဒုစရိုက်လမ်းကိုစွန့်လွတ်မယ် then God said, I will hear their prayer. ဒါဆိုရင်ငါသူတို့ရဲ့ဆူတောင်းတန်ကိုကြားမယ်နားညောင်းမယ်ပေါ့ And I will forgive their sin, ငါသူတို့ရဲ့အပြစ်ကိုလွတ်မယ် and I will heal their land. ငါသူတို့ရဲ့မြေကိုနေရာကိုချမ်းသာပေးမယ် So this is the same God. အဲ့ဖခင်ကအတူတူပဲဒီဘာတွေပဲသူတို့ဖခင်နဲ့ငါတို့ဖခင်က So the prophet Joel, knowing this is also God required from his people. ဒါယောသကနော်ဒီအကိုတိပြီးသားသူဖခင်ကသူ့လူဆိုစရာဘာလိုချင်တာလဲဆိုတော့သူတိပြီးသားဖြစ်တယ် We can see that chapter 1, God sent four waves of locusts. နော်အခန်းကြီး1မှာယောသအခန်းကြီး1မှာနော်ဘုရားသခင်ကသူ့တို့ကိုနီလန်၄မျိုးနဲ့နော်နီလန်၄သွယ်နဲ့ကျိုင်းကောင်တွေကိုဆင်လွတ်လိုက်ပြီးသားဖြစ်တယ် And I make the land desolate, and then the animals suffer, and I believe also no rain because there's a fire. နော်ဒါတကယ်မြေကြီးကပျက်စီးသွားပြီတိရစ္ဆာန်တွေကသေချေပြီနော်မုန်းမရွာတော့ဘာလို့လဲဆိုတော့မြေကြီးကမီးလောင်နေတယ် And the prophet Joel is saying, come on, do 2 Chronicles chapter 7, do that, but people don't do it. နော်ဒါပဲအဲ့ချိန်မှာယောလာကနေပြီးတော့မှနော်ဒီခရွန်ဟောရာဇဝင်ကျုပ်ဒုတိယဆုံးမှာပါတဲ့အခန်းကြီး9မှာပါတဲ့အတိုင်းမင်းတို့တွေနောင်တရပါမင်းတို့ပြန်လှည့်လာမင်းတို့နောင်တရလို့ခေါ်နေတာပဲ So God sent the second day of the Lord, the Babylonian army. ဒါဘုရားကြီးကဒီတော့နောင်တမရဆိုတော့နောက်တစ်ချိန်နော်သူ့ရဲ့စီရင်နေ့ကိုလွတ်လိုက်တယ်အဲ့ဒါတော့ဘာဘူးလုံးတို့ရှူရီတို့ကလာပြီးတိုက်ခိုက်သိမ်းပိုက်တော့တာပဲ And see, it's just not just happening one day. နောက်တိုင်းမှာတရက်တည်းဖြစ်တာမဟုတ်ဘူး In chapter 2, this day of the Lord, in chapter 2, verse 1, this day of the Lord,
lasted 70 years. နော်ဒီမှာအခန်းကြီးနဲ့ယောလအခန်းကြီးနဲ့အပိုင်းငယ်1မှာပြောတယ်သခင်ဘုရားရဲ့နေ့ရက်ဆိုတာနော်ကျွန်တော်ထင်တယ်နှစ်ပေါင်း80လောက်ကြာတယ်တင်တယ် And by the 3 stage from 606 to 597, you know, first take a part of people to the Babylonian kingdom. နော်600 BC 605မှာတချို့ဘာဘူးလုံးသိမ်းသွားတယ် For example, we're like a family here. ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့ကဒီဟာ Israel မိသားစုယူထားတယ်ပေါ့ 13 of us. ကျွန်တော်တို့မှာ73ယောက်ရှိတယ် And the first way is just the Babylon kingdom just take Naiwan and Jamiao just take it. နော်ပထမဆုံးဘာဘူးလုံးကလာတိုက်ခိုက်တဲ့အခါမှာကျွန်တော်တို့2ယောက်သိမ်းသွားပြီ And we said, oh, that's sad. စိတ်မကောင်းဘူး Uncle Naiwan and Uncle Jamiao is gone. နော်အန်ကယ်နိုင်ဝင်းနဲ့အန်ကယ်ကျော်မျိုးကမရှိတော့ဘူးကိစ္စပြတ်သွားပြီ And we are sad for a few days. အဲ့ဒီမှာသူတို့ခဏတော့ဝမ်းနေလိုက်တယ်ပေါ့ And then but we start to drink again. Hey, party! Hey! Hallelujah! And then we don't repent. နော်ဒီကောင်လေးဒီသွားတယ်ခယူပဆိုင်ပေါ့အဲ့တော့ပြောစရာကြီးပြောနေတာ They might repent because they are already in the prison camp. But we rest of us not repenting. ကျွန်တော်ကအဲ့ဒီကျန်တဲ့လူတွေကနောင်နှမရဘူးနော်သူတို့တရက်တော့တိမ့်သွားပြီအဲ့ဒါတော့သူတို့နောင်နှမရဘူး We are not turning to the Lord. We are not right now. We just sad a little bit. နော်နိုင်ရင်ပဲဝမ်းနေလိုက်တာနော်တကယ်တော့ဘုရားစီပြန်မလဲလာကြဘူး And then Prophet Joel said, "Come on, the day of the Lord is coming." He said, "Oh, okay, just take 2 of them. That we live sad, but we're still fine." ရောလာပြောတယ်ဟာမင်းတို့တော့နောင်နှရပါသခင်မြတ်နေ့ရောက်လာတော့မယ်ရပါတယ်ဘာမျိုးနေ့ရောက်တော့ပဲနော်နည်းနည်းပဲပါသွားတယ်ဆိုတော့ပထမတော့နည်းနည်းဝမ်းနေတယ်ပုံမှန်ပဲ And then 10 years, Now there's God 10 sent years another out. wave of the နောက် army. ဒီတနည်းဘုရားကြီးထပ်သုံးတယ် 597. Oh, take those 3 people. Take them to the captive. နော်999မှာတချို့3ယောက်တော့ပါသွားပြန်ပြီးထပ်ပြီးတော့ And I said, "Oh, 3 people is gone." သွားပြန်ပြီသူတွေသွားပြန်ပြီ And then we cry a little bit. ကျွန်တော်ခဏတော့နည်းနည်းပူလိုက်တယ် Oh, and then we just forget. And then we drink again. Hey, it's okay. ဒီတဲ့ကောင်ကထပ်မိသွားတယ်ဟာလေလုယာပါတီပြန်လို့ပြ And then we are not repenting. We are not rent our hearts. We are not surrender our life to Jesus, to God. နော်ကျွန်တော်ရဲ့သူတို့ရဲ့အသက်တာမှာဗျာတောင်းတမရဘူးနော်ဘုရားစီပြန်မလဲလာဘူးနော်တကယ်ကိုယ့်ရဲ့အသက်တာကိုမပြုတ်ဖြစ်ကြဘူး And 586 one. The Babylonian army come here, take almost everyone. Everyone go. Everyone got taken away to the become slave. နော်နောက်ဆုံးတော့986မှာတော့အကုန်လုံးပေါ့နော်18နှစ်ပြောတာ18နှစ်ဖြစ်မှာလေနော်စုစုပေါင်းကြာခြင်းပေါ့အဲ့နှစ်ခုကအားလုံးပါသွားပြီပေါ့18နှစ်အတွင်းမှာအကုန် See, so the day of the Lord is progressively increase the intensity of the judgment or the shaking. နော်ဘုရားသခင်ရဲ့စီရင်ခြင်းနေ့ပေါ့ the day of the Lord ဆိုတာတကယ်မြတ်နေ့ရဲ့ဆိုတာကဘုရားစီရင်တာကိုပြောတာပြည်ကြီးပေါ်ကိုသူကဘောတော့သူရဲ့အမျက်တော့သုံးလောင်းတာပြအဲ့နေ့ကတဖြည်းဖြည်းနဲ့တိုးပြီးများလာတာဖြစ်တယ် And just show God is so gentle with us. နော်တကယ်ဘုရားသခင်ကတော့နော်တကယ်နူးညံ့သိမ်မွေးတဲ့သဘောရှိပါတယ် He said, I warn you, I'm gonna spank you now. Repent. မင်းနောင်နာရနော်ငါရိုက်တော့မယ်နော်နောင်နာရငါရိုက်တော့မယ်အဲ့လိုမျိုးပြောတာပေါ့ And first spanking. ပထမတစ်ချက်တော့တာလေးရိုက်နေတာပေါ့ And then he said, it doesn't hurt. မနာပါဘူး And then you start to still rebellions. ဒါဆက်ပြီးတော့မှစန့်ကျင်နေတော့မယ် And then God said, I'm going to spank you harder. မင်းငါတော့နာအောင်ရိုက်မှာနော် And you still not repent. Boom! ဒါဆိုရင်တော့ခပ်ပြင်းပြင်းရိုက်လိုက်ပြီ And that doesn't hurt that much. ရိုက်ရမှာတော့ငိုလာတော့နည်းနည်းတော့နာတယ်ပေါ့အရင်တော့မဟုတ်ပေါ့ And it's because Jesus, guys, love and guys is he's not gonna compromise. နော်ဘုရားသခင်ကတကယ်သူ့ရဲ့မြတ်တာကြီးမားတယ်နော်တကယ်ဟိုဘယ်လိုပြောမလဲဆိုတော့တကယ်ပြတ်သားတယ်ပေါ့နော် He's not a parents that is codependent parents. Is it codependence? Is it called what? Yeah. Codependent. Codependent. Yeah. What is codependence? Codependent is like you are too attached to other people's emotion. Yeah. You like You don't- compromise. You compromise. You compromise your principle. You don't follow through what you're gonna do, and then you just let your kids You just want everybody happy. happy. Guys, not like that. အရာ
I think how to translate it. Yeah, I don't think Myanmar has this. Yeah, this codependence is word. a hard word. It's a Codependence ဆိုတာက dependence ဆိုတာလွတ်ဟောပါတယ်မလွတ်မလွတ်လပ်တာကိုပြောတယ်ဒီ independent ကလွတ်လပ်တာဒီ fam ဆိုတာကအမိပြုတာပေါ့နော်တယောက်ယောက်အမိပြုရတာ codependence ဆိုတော့ပြောချင်တာတော့ဘယ်လိုလဲဆိုတော့တစ်ခုခုပုံမှာပဲပတ်ဝန်းကျင်ရဲ့ပုံမှာပဲပတ်ဝန်းကျင်ကဒီလိုဖြစ်ရင်သူလည်းလိုက်ဖြစ်တယ်ပတ်ဝန်းကျင်ကမဖြစ်ဘူးသူလည်းမဖြစ်ဘူးအဲ့လိုမျိုးပေါ့ပြောချင်တာကတခြားလူပုံမှာပဲအမိပြုတာတခြားလူရဲ့အတွေးခေါ်ပုံမှာအမိပြုပြီးတော့သူကလှုပ်တာတခြားလူပြောတဲ့အတိုင်းလိုက်လှုပ်တာပေါ့အဲ့လိုမျိုးပြောဖြစ်တယ်ပြောတာဖြစ်မှာ codependent is like you're not really confident in yourself. You need other person to be happy so then you can feel happy. ပြောချင်တာကကိုဆုံးဖြတ်ချက်မဟုတ်သူများပြောရင်သူများပြောခိုင်းပြောတယ်သူများဝမ်းနေတယ်ဆိုကိုယ်လည်းဝမ်းနေတယ်အဲ့လိုမျိုးပြောတာပြောတယ် So God's not like that. တော့ဘုရားကြီးအဲ့လိုမျိုးမဟုတ်သူ့ရဲ့ကိုယ်ပိုင်ယက်တီချက်ရှိတယ်ပေါ့နော်သူများပေါ်မှာလိုက်ကြည့်ပြီးလုပ်တာပေါ့သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်တယ် So God's not going to compromise his principle, who he is. He's not, တကယ် not သူ going က to compromise ဟော that. ပေါ့နော်တိကျတဲ့ခိုင်ဟောမှန်ကန်တဲ့ဟောပေါ့နော်သူကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတဲ့ But he loves us so much. နော်သူကသူဆုံးဖြတ်ချက်ချတဲ့ဘုရား And he is so gentle. ဖြစ်တယ်အယံကိုနူးညံ့တယ် Because when he's spanking us, he hurting his heart. ကျွန်တော်တို့ရိုက်တဲ့ပြင်မဲ့ဆုံးမလိုက်ပြင်မဲ့ပေါ့နော်သူ့ရဲ့စိတ်နှလုံးကနာကျင်ရတယ်ပေါ့ But he's really looking for true repentance. ဒါပေမဲ့သူကတော့ဘာကိုရှာလဲဆိုတော့စစ်မှန်တဲ့နောင်တကိုပဲရှာတယ် We are just, two people got taken away. We are sad a little bit, and then we still live on our life. We still don't change our lifestyle. And that's not what God's looking for. နော်ဒါတကယ်ပရမတ်တစ်ခေါက်သိမ်းသွားပြီးပေါ့တချို့သိမ်းသွားခြင်းခံရပြီပေါ့ဒါတော့မှပရမတ်တော့နောင်တရတယ်ဒါပေမဲ့တကယ်မှာတော့ပုံမှန်ပဲစကားမှာသူတို့ကစစ်မှန်တဲ့နောင်တမရှိဘူးဆိုတော့ဘုရားသိတာ So, in the day of the Lord is really God is openly display His lordship very obviously, very intensely in a human history. Because in a human history, God seldom to intervene in a dramatic way. God usually endure our sin, endure the nation's sin, and He is try to endure, not pour out the judgment, but the day of the Lord, He openly display the judgment, or He openly pour out His Spirit on His people. That we call day of the Lord. နော်ပြောရတကယ်ခင်ဗျားနေ့ရက်ဆိုတာပြောချင်တာကဘုရားသခင်ကလူတွေလုပ်တဲ့အပြစ်ပေါ့လူသမိုင်းမှာသူတို့လုပ်ခဲ့တဲ့အပြစ်တွေသူတို့ဘုရားကိုစန့်ကျင်တဲ့အရာတွေအားလုံးတီးခံစောင့်ဆိုင်ပြီးတော့မှနော်တကယ်နောက်ဆုံးပါမှာလုံးဝဘယ်လိုမှဆိုတော့လူတွေကိုစီရင်တာသူ့ရဲ့စီရင်ခြင်းကိုစေလွတ်တာလူတွေအပေါ်မှာသူ့ရဲ့အမျက်ကိုသွန်းလောင်းတဲ့ပုံစံမျိုးပေါ့နော်သူတို့ကိုအပြစ်ပေးတာပေါ့ဘယ်လိုပြောမလဲဆိုတော့အခုနည်းနည်းလုပ်တဲ့နည်းနည်းထားပြီးအပြစ်ပေးတာမဟုတ်ဘူးသူကတီးခံနဲ့စောင့်ဆိုင်တယ်ဒါပေမဲ့နောက်ဆုံးမရတော့မှနော်အတောင်မလို့ပြောချင်တာမကောင်းမှုကလည်းတိုးပွားမှုတွေသူစောင့်နေတာပဲဖြာစီးပြစ်မှာပေါ့အဲ့လိုမျိုးပဲလူတွေကိုလည်းဆုံးမတဲ့အပြစ်ပေးတဲ့ခါမှာသူ့လူမျိုးကိုသူအပြစ်စီရင်တဲ့ခါမှာလည်းသူ့လူမျိုးရဲ့မစုံနေတဲ့အရာတီးခံပြီးတော့နေပြီးတော့မှနောက်ဆုံးမှနော်ဘာပေါ့သူ့ဘောမှာစီရင်ဆုံးမတာပေါ့နော်ဒါမှမဟုတ်ဆိုးရွားတဲ့ဒါကြောက်စရာကောင်းတယ်လို့ပြောတာတကယ်များနေရကြောက်ပါဘာလို့လဲဆိုတော့ဘုရားစောင့်ဆိုင်နေပြီးတော့မှနော်နောက်ဆုံးမရတော့ဘူးလမ်းဆုံးသွားပြီဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့မှဆုံးမတာပေါ့အဲ့လိုမျိုးနော် So through the Israel history, we can see you say that severe judgment. It didn't happen that many times that they deserve to be happening. နော်ပြောချင်တာကဟိုပေါ့ဣသရေလရဲ့တမိုင်းကြောင်ကြည့်ကြည့်ပါနော်သူတို့ရဲ့တမိုင်းကြောင်မှာဘုရားသခင်ကနော်ဒီလိုမျိုးကြီးမားတဲ့စီရင်ကြီးတွေမလုပ်ခဲ့ဘူးသူတို့ကဘုရားကိုစန့်ကျင်တာသိတယ်ဒါပေမဲ့ဘုရားအဲ့လိုမျိုးဘယ်တော့မှလက်လွတ်စပယ်မစီရင်ဘူးပေါ့နော် And it shows God is really slow to anger God. ဒါကြောင့်မို့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကနားလေတာဘုရားသခင်ကအမျက်ထွက်ရမှာနေတယ်လို့ပြောတာနော်အမျက်ထွက်ရမှာနေတယ် He really rich in mercy. နော်ဘုရားသခင်ကတကယ်ကြီးဥနာကြွယ်ဝတယ်လို့ပြောတာဖြစ်တယ် And so those kind of severe judgment is going to, increase and to fulfill God's purpose. So we're talking about, my point is that in the end time, there is a global one. You see, right now we see the pocket of the day of the Lord throughout the human history in a different country, different of the world.
But in the end time, it's going to happen globally. And then the final one. နော်အခုကျွန်တော်တို့ပြောတဲ့ Israel ကိုဘုရားသခင်စီရင်နေဆိုတဲ့အကြောင်းအရာနော်တကဘာလုံးနေနေမဟုတ်တချို့နေရာလေးတွေမှာသူတို့ Israel တိုင်းပြည်မှာယူဒာပြည်မှာဟောဣဒေလာမြောက်ပိုင်းဣဒေအဲ့လိုမျိုးနေရာလေးမှာဖြစ်တာကိုပြောတာဒါပေမဲ့ဘုရားသခင်ကလူတွေပေါ်မှာတီးခံတယ်နော်သူ့ရဲ့အမျက်တော်ကိုဟောပါနော်မသွန်းလောင်းသေးဘူးဘာလို့လဲဆိုတော့ဘုရားသခင်စောင့်ဆိုင်နေတယ်နောက်ဆုံးတော့အခြေတကဘာလုံးအနေနဲ့ဘုရားသခင်စီရင်မဲ့နေ့ရောက်လာအဲ့ဒါကိုသခင်ဘုရားရဲ့နေ့ရဲလို့ခေါ်တယ် So why we study the Israel prophet, why we study the how to say it, or the Old Testament that is between God and Israelites, what to do with us? နော်ပြောချင်တာဘာကြောင့်မို့ကျွန်တော်ဓမ္မအောင် prophet ရဲ့အကြောင်းလေ့လာတာလဲဓမ္မအောင်ကြောင့်လေ့လာတာလဲဆိုတော့သူတို့နဲ့ဘုရားနဲ့ဂျားထဲမှာရှိတဲ့ပုံစံအတိုင်းပဲဒီနေ့ကျွန်တော်တို့ဘုရားကိုယုံကြည်တဲ့သူတွေရဲ့ဂျားထဲမှာလည်းဘုရားနဲ့ကျွန်တော်တို့ရဲ့ဂျားထဲမှာလည်းအဲ့တိုင်းပဲရှိမှာဖြစ်တယ် But because God is the same God, so as a believer we also have a covenant with Him, but it's just a different degree of the covenant. So those principles still apply to us in a certain way, in a lesser way. ကျွန်တော်တို့အာဗြဟံရဲ့ဘုရားကလည်းကျွန်တော်တို့ဘုရားနဲ့အတူတူပဲဘုရားအတူတူပဲဖြစ်တယ်။နော်ဒါပေမဲ့ကျွန်တော်တို့ကယုံကြည်သူတွေဖြစ်တယ်ခရစ်တော်အပြင်ယုံကြည်သူတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဗြိဉ္ဉ်ကသူတို့လည်းပြုတယ်ကျွန်တော်တို့ယုံကြည်သူတွေလည်းဗြိဉ္ဉ်ရှိပြီးသားဖြစ်တယ်ဒီလိုပဲကျွန်တော်တို့တချို့ပါနော်တချို့နေရာတွေမှာမတူရင်တော့မတူပါဘူးတိုးတော်လည်းပဲသူညီတဲ့ဘုရားပဲဖြစ်တယ်ဗြိဉ္ဉ်ပြုတာပဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဂျားထဲမှာလည်းသူတို့လိုပဲစင်ကျင်လို့ရတယ်ပေါ့ဖြစ်တယ်နော် So from the history we can learn who God is, what is He like, and how He related to His covenant people Israel, and then we can also learn from that because He is the same God, and then that's how also He related to us as a Gentile believers. နော်ကျွန်တော်ပြောချင်တာဓမ္မဟောင်းကျမ်းမှာကြည့်တဲ့အခါမှာဘုရားဘလို့ဘုရားမျိုးဖြစ်တယ်သူဘုရားဘလို့နှစ်သက်လဲသူ့ရဲ့လူမျိုးတော်နော်ဗြိဉ္ဉ်ပြုတဲ့လူမျိုးတော်နဲ့ဘလို့ဟိုပါနော်ဆက်ဆက်မှုရှိတယ်ဆက်နွယ်မှုရှိတယ်ဆိုတာကိုလေ့လာတယ်ဆိုတာကအဲ့ဒီဘုရားပဲဒီနေ့ကျွန်တော်တို့ယုံတာတပါးမျိုးသားယုံကြည်တယ်ကျွန်တော်တို့ကလည်းအဲ့ဒီဘုရားအတူတူပဲဘုရားအတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဒီဟာကိုစင်ញင်ပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာကိုပြင်ဆင်ဖို့ဖြစ်တယ် So those biblical principles still can apply to us. နော်ဒါကြောင့်မို့ကျမ်းစာရဲ့ကြောရိုးအကျွန်တော်တို့တွေရဲ့အသက်တာမှာနော်ပြောတယ်ကစင်ញင်လို့ရတယ်ခွန်အားယူလို့ရတယ်အဲ့တိုင်းပဲ So that means God is jealous over us. ဒါပဲနော်ဘုရားခင်ကကျွန်တော်တို့ပုံမှာတကယ်ဟိုတော့ဆိုတော့မေတ္တာကြီးမားတယ်ပေါ့နော် If we turn our heart away from God, God is going to wake us up. It's because He loves us so much. နော်ဘုရားခင်ကကျွန်တော်တို့ကဘုရားကိုစွန့်သွားတယ်ဘုရားမျှော်လင့်နေမှာဘာလို့လဲဆိုတော့ကျွန်တော်တို့အရန်ချစ်တာပေါ့နော် So the Israel's trouble is because God loves them so much and they don't love God that much. နော်ဘုရားခင်ကဣသရေလလူမျိုးဘယ်လောက်ချစ်ဣသရေလမျိုးဘုရားကိုလုံးဝမချစ်ဘူး And the end time church will also face that. Right now the church globally, the most of the church are the Laodicean church, the number 7 church in the book of Revelation. Lukewarm. They don't really love God. They think they are rich, they are wealthy, they already know the Bible, they already okay. But God is going to change that. နော်ဒါမှမဟုတ်ဒီအခုမြန်မာခေတ်အသင်းတော်တွေကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဗျာဒီချမ်းလေးကအသင်းတော်9ပါးမှာနောက်ဆုံးအသင်းတော်လာဒီစီယာမျိုးတော်မှာရှိတဲ့အသင်းတော်လိုပဲနော်သူတို့ကနှွေးတယ်သူတို့ကိုချမ်းသာတယ်သူတို့ကပြည့်စုံတယ်ကြွားတယ်ဖြစ်တယ်ချမ်းသာတယ်မှာကြည့်တဲ့အခါမှာဘုရားခင်ကမင်းတို့အဝေချီးစီးဖြစ်နေတယ်ပြောကြတယ်သူတို့ကိုသူတို့ကချမ်းသာတယ်ပြည့်စုံတယ်ဒါပေမဲ့ဘုရားရှိမှသူတို့ကတကယ်ဆင်းရဲနေတဲ့နေရာအသင်းတော်ဖြစ်နေတယ် So the guy's going to use that the 7-head 10-horn beasts are going to awake his church to the maturity and then to be vibrant, to be have a love for God. နော်ပြောချင်တာဒါကြောင့်မလို့အဲ့လိုမျိုးဟောတော့တကယ်ဟောတော့လမ်းတွေလွဲနေတဲ့အသင်းတော်တွေရှိတဲ့အတွက်ဘုရားခင်ကနောက်ဆုံးတော့ကာလမှာသူ့အသင်းတော်ကိုအဲ့လိုမျိုးခေါင်းခွနှလုံးဂျိုဆယ်ကြောင်းရှိတဲ့နော်အဲ့လိုမျိုးဆိုးရွားတဲ့နော်စီရင်မဲ့လူတွေပေါ်ထွက်လာပြီးတော့မှသူတို့ကိုတုံ့တင်မှာဖြစ်တယ် So let's look Joel chapter 2. ယောသအခန်းကြီး2ကိုကြည့်ရအောင် So from verse 2အပိုင်းငယ်2ကနေပြီးတော့မှ to verse 11 talk about the Babylonian
army are coming on their way to God's using them to discipline His people. That's His army. That's His camp. နော်နှစ်ကနေ17ကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဘာဘုလုံးအင်ပါယာရဲ့စစ်တပ်ကလာတယ်သူ့ရဲ့လူမျိုးတော်ကိုဘုရားသခင်ကအဲ့ဒီစစ်တပ်ကိုအသုံးပြုပြီးတော့မှဆုံးမတယ်ဆိုတာတွေ့ရတယ် And in verse 10, ။ဘယ်တဲ့မှာ it just show us this, the ultimate fulfillment will be end time. So that will be Babylon kingdom army is just a partial fulfillment, but the ultimate fulfillment will be happening in the end time. Verse 10. နော်ဒီမှာဘယ်တဲ့မှာဘာတွေ့ရလဲဆိုတော့ဒီနေရာမှာသူဘာဘုလုံးအင်ပါယာရဲ့လှုပ်ဆောင်တဲ့အရာက prophet ပြုချက်ကတစိမ့်တစ်ပိုင်းပြည့်စုံခြင်းပဲဖြစ်တယ်နော်နောက်ဆုံးသောကာလကြမှာအပြည့်အဝပြည့်စုံခြင်းဖြစ်မှာဖြစ်တယ် prophet ပြုချက်ပြည့်စုံခြင်းဖြစ်မှာဖြစ်တယ် And verse 11. အပိုင်းငယ်17မှာ For the day of the Lord is great and very terrible. Who can endure it? နော်ထာဝရဘုရားသည်တဲ့မိမိတက်တော်ရှိမှအတန်ကိုလွှင့်တော်မူပြီးတက်တော်သည်အလွန်ကြီးမား၏စကားတော်၌စီရင်တော်သူသည်ကိုကြီးတော်မူ၏ထာဝရဘုရား၏နေ့ရက်သည်ကြီး၍အလွန်ကြောက်မက်ဖွယ်နေ့ရက်ဖြစ်အဘယ်သူခံနိုင်မည်နည်း Who can make it through? ဘယ်သူခံနိုင်မလဲ Who can be preserved နော်ဘယ်သူက in the day of the Lord? အဲ့ဒီညမှာဘယ်သူကခံရနိုင်မလဲပေါ့ Yes. Answer is start from verse 12. အပိုင်းငယ်7ကနေစမယ်အဲ့ရရဲ့အဖြေက Now therefore says the Lord, အာ turn to me with all your heart, with fasting, with weeping, and with mourning. ယခုတွင်အစာရှောင်ခြင်းကိုကြွေးပြီးတန်းခြင်းနဲ့တကွာစိတ်နှလုံးကျွမ်းမဲ့ငါထံသို့ပြန်လာကြလော So look this, turn to me with all your heart. ငါစီကိုမင်းစိတ်နှလုံးအကျွမ်းမဲ့ပြန်လာခဲ့ Basically, it's telling us to love God with all our hearts and mind, strength, soul. အဓိကအနေနဲ့ပြောလို့ရတာကတော့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားကိုစိတ်နှလုံးကျွမ်းမဲ့စွမ်းတတိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်ပါလို့ပြောခြင်းတဲ့သဘောပဲ Verse 12, God is saying, I give you an answer right now. The answer to endure the terrible day of the Lord, the great day of the Lord, is you return to the first love. Return to the first commandment I commanded you. နော်ဒီနေရာမှာပြောလဲဆိုတော့ဒီလိုမျိုးကြောက်မက်ဖွယ်ရာကောင်းတဲ့နော်ဆိုးရွားတဲ့နေ့ရက်မှာမင်းကန်ရနိုင်တဲ့သူတယောက်ဖြစ်ဖို့ကတော့မင်းပထမပြည့်ညတ်မှာတည်နေပါချေဥမြတ်တာမှာတည်နေပါမင်းစိတ်နှလုံးသားနဲ့တောင်းတနဲ့ပြန်လာပါအဲ့ဒါကိုပြောချင်တာ God is calling His people to love Him with all their hearts. နော်ဘုရားသခင်ကသူ့ရဲ့လူမျိုးတော်ကိုဗာပြောတယ်ဆိုတော့မင်းရဲ့စိတ်နှလုံးအကျွေးမဲ့ငါ့ကိုချစ်ပါပြန်လာပါလို့ပြောတာပါ From all the idols of this world, all the other lovers, turn hearts to the bridegroom, Jesus, our husband. လောကထဲမှာရှိတဲ့လူအားလုံးကတော့သူတို့ချစ်နေတဲ့သူတို့ကြိုက်တဲ့သူတို့နှစ်သက်တဲ့အရာတွေကနေပြီးတော့မှလှည့်ပြီးတော့မှနော်စိတ်နှလုံးသားအကျွေးမဲ့နဲ့သူ့ရဲ့သဒိုးသားဖြစ်တဲ့သူတို့အားလုံးရဲ့နော်တကယ်စစ်မှန်တဲ့ဘုရားဖြစ်တဲ့ယေရှုခရစ်တော်စီကိုပြန်လှည့်လာဖို့ဖြစ်တယ် Because God is zealous God. နော်တကယ်ဘုရားသခင်ကနော်တကယ်စိတ်သက်ပြင်းပြတဲ့ဘုရားဖြစ်တယ် And God is also jealous God. နော်တကယ်ပဲဟောပါနော်မေတ္တာဟောပါတော့ဘယ်လိုမှဆိုတော့ဟောပါတော့ဘန်းစကားနဲ့ပြောရရင်တော့အရန်တဝင်တိုတဲ့ဘုရားဖြစ်တယ်ပေါ့ So when Israelites don't love God, God know it. နော်ဣသရေလလူမျိုးတွေကဘုရားကိုလုံးဝမချစ်ဘူးဆိုတာဘုရားသိတယ် See, guys, not care about the offering or the sacrifice in the temple. He doesn't care about that. နော်ကျမ်းစာမှာကြည့်လိုက်တဲ့အခါမှာဘုရားသခင်ကတို့ရစ်ပူဇော်တဲ့အရာတွေပါလေဘုရားအဲ့ဒါကိုမမျှော်လင့်ဘူးအဲ့ဒါကိုဘုရားနှစ်သက်တာမဟုတ် He care about their hearts. ဘူးဘုရားသခင်လိုချင်တာသူတို့ရဲ့စိတ်သဘောထား So you go to Job chapter 1, ယောရအခန်းကြီး1ကိုသွားကြည့်ပါ verse 9. အပိုင်ငယ်9မှာတွေ့ရမယ် God have to send a locust to eat all the food, so they will have to stop the sacrifice. They will have to stop the religious worship. နော်ဘုရားသခင်ကတော့ဒီကျိုင်းကောင်တွေကိုလွတ်ပြီးတော့မှသူတို့ကောက်ပွဲသိနိုင်တဲ့အကုန်စားပလိုက်ပြီဆိုတော့သူတို့တွေကနော်ဒီကဲကိုးကွယ်ခြင်းရစ်ပူဇော်ခြင်းကိုသူတို့ရပ်ပလိုက်ရမှာပေါ့နော် And God is okay with that. ဘုရားသခင်အဆင်ပြေတယ်ရတယ် Verse 9 said, the grain offering and the drink offering have been cut off
from the house of the Lord. Because what? Because locusts eat it all. Not why locusts eat it all. Because God sent a locust to wake them up. နော်ဒီမှာဘာပြပူဇော်ပူဘောစဉ်ပူဇော်တက်ကနေသုံးလုံးကပူဇော်တက်ကဒီထာဝရဘုရားအိမ်တော်၌ကြက်ဤထာဝရရဲ့အမှုတော်ဆောင်ယေဘရဟိတို့ဆိုငိုချင်းပြန်ပြောကြပူဇော်စရာမရှိတော့ဘူးရပ်ပလိုက်ပြီ So basically, guys saying, I don't care about your ministry. နော်ဘုရားပြောချင်တာတော့ဘုရားကမင်းရဲ့သာသနာလုပ်နေတဲ့ရောက်ဘူးမဆိုင်ဘူး I don't care about your performance of your religious belief. နော်မင်းယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမင်းရဲ့အသင်းတော်မှာမင်းဒီကောင်ကလှုပ်ဆောင်နေတဲ့အရာတွေတုံသင်နေတဲ့အရာတွေအဲ့ဒါတွေကအရေးကြီးတာမဟုတ်ဘူး Stop honoring me with your lips, but far away. Your heart are far away from me. Stop that. နော်မင်းရဲ့စိတ်နှလုံးသားကိုငါစီပြန်လဲတာပါမင်းရဲ့ငါနဲ့အယံဝေးနေတယ်ပေါ့နော်ငါစီပြန်လဲတာပါငါစီကိုငါနားကိုလာပါပေါ့ So Joel was calling that whole generation of ministers to repent because that whole generation of ministers, they honor God with their lips, but far away from hearts. နော်ဘုရားယောလာအဲ့ဒီအချိန်မှာရှိတယ်နော်သာသနာဟောပေါ့နော်ဘာသာရေးကောင်းဆောင်တွေနော်ဟိုခေါင်းဆောင်အားလုံးဘာပြောလဲဆိုမင်းတို့ကနှလုံးနဲ့ပဲငါ့ကိုချင်းကပ်ပြီးတော့မှစိတ်နှလုံးသားနဲ့ဝေးနေတယ်မင်းတို့စိတ်နှလုံးသားငါစီပြန်လာပါလို့ပြောတာ And God said, you are not listening to me, so I'm going to stop your worship. နော်မင်းငါစကားနားမထောင်ဘူးနော်မင်းကိုငါကိုကိုယ်ွယ်နေတာတွေပူဇော်နေတယ်ငါရပ်ပလိုက်မယ် And I'm okay with that. ငါအစစ်ပြေတယ်ဘာမှပြဿနာမရှိဘူး I don't care about your sacrifice, your cows and your all those religious things. I care about the turning heart. I care about your relationship with me. နော်ငါနော်မင်းရဲ့ရစ်ပူဇော်တာငါကြီးမစားဘူးမင်းနွားကိုပူဇော်တာတိုးပူဇော်တာနော်တခြားပူဇော်တာအဲ့ဒါတွေငါကြီးမစားဘူးငါလိုချင်တာကမင်းနဲ့မိတ္တဟာရှိတာမင်းငါစီကိုစိတ်လုံးသားနဲ့လာအဲ့ဒါဝဲငါလိုချင်တာ So beloved, go to preach this message to your congregation. နော်ရှစ်တော်တို့ညီကိုမောင်တို့နော်တင်းရဲ့ပြန်သွားတဲ့ခါမှာတင်းရဲ့အတင်းသားတွေယုံကြည်သူတွေကိုဒီအကြောင်းအရာကိုပြန်ပြောပြလိုက်ပါ Wake up. နိုးထားတာရော Amen. အာမင် Turn hearts. မင်းစိတ်လုံးသားကိုဖွင့်တာ All right. So let's go back to chapter 2, verse 12. အကိုင်းကြီးနဲ့ပိုက်ရင်စက်လေးနဲ့ပြန်သွားအောင်တဲ့ God said, turn hearts. နော်ဘုရားခင်ကပြောတယ်နော်အခန်းကြီးနဲ့ပိုက်ရင်စက်တယ်နော် With fasting. နော်မင်းတို့နောင်တရပါအစာရှောင်ဆွတောင်းပါ What is fasting exactly? အဓိကအစာရှောင်ခြင်းတော့ဘာပြောရလဲ Fasting requires you dramatically to switch your like you switch your attention and then to like radically to put your heart to focus on God. ပြောချင်တာကအစာဒီမှာပြောတဲ့အစာရှောင်ခြင်းဆိုတာကတကယ်ကိုယ့်ရဲ့စိတ်နှလုံးသားကိုနော်ဘုရားစီကိုနော်ပြန်ပြီးတော့မှလှည့်လာတာဘုရားစီကိုပြန်ပြီးတော့မှဟောပါနော်အာယုံစိုက်လာတာပေါ့ဘုရားရှိတိုးဝင်လာတာအဲ့ဒါမျိုးပြောချင်တာ Fasting is turn away from so many distraction in your life. နော်မင်းရဲ့အသက်တာမှာရှုပ်ရှက်ကပ်နေတဲ့အရာတွေနော်တကယ်ဟိုလမ်းများနေတာအလုံးများနေတာရှုပ်ရှက်အဲ့ဒါတွေအကုန်ဖယ်ပြီးတော့မှစိတ်နှလုံးသားနဲ့ဘုရားရှိကို Sometimes you have to ask God, what should I fast in this season? ဒါဆိုမေးကြရှိတယ်ဘုရားခင်ကျွန်တော်ဒီအချိန်ကာလမှာကျွန်တော်ဘယ်လိုဆူတောင်းမလဲဘယ်လိုအစာရှောင်ဆူတောင်းမလဲ Maybe it's this. God want you to fast this. Don't every time. And you don't have time. You don't have time for God. You don't have time for God's word. You don't have time to pray. You say, "Oh, I'm too busy. I'm too busy." But God said, "Fasting." ဖုံးပဲပို့နေတာဖုံးပို့အိုင်ဖုံးပို့ဝင်ဖုံးပို့အိုင်အားသွေးအဲ့ဒါပဲလုပ်နေတာအဲ့ဒါကိုရှောင်ပါအဲ့ဒါကိုရှောင်ပါဒီမှာဘုရားကိုအချိန်ပေးပါ Yes. Yes. Amen. Yeah, I don't know what is so what is the entertainment or what kind of thing are very like strong in the Myanmar Christian life. That's In different. every culture are different. This Right, this is globally. In the whole world now. In the whole world now, every culture is got too much this.
Amen. အာမင် Yeah, I'm not talking about you use this to listen the sermon and then to search the Bible or to you can use this very wisely and very powerfully, but also you can do this very foolishly to waste your time and or fall into temptation into this. ပြောချင်တာကတော့ဒီနေ့ခေတ်ကာလမှာဒီကဘာကြီးမှာလူမျိုးတွေကမတူကြဘူးနိုင်ငံတွေမတူကြပါမယ်လေယဉ်ကျေးမှုတွေမတူကြပါမယ်လေတကယ်ကျွန်တော်တို့လူသားအားလုံးကြရှုံးနေတဲ့နေရာတော့တူတယ်လားဖုံးမယ်ဟောဒါတော့ဖုံးကကျွန်တော်တို့တွေကတကယ်လို့ဒီယာပေါ်မှာကြရှုံးနေတယ်ဆိုတော့ကျွန်တော်ဝမ်းနေကြပါပဲဒါပေမဲ့တိုးတော်တဲ့ဒီယာကိုကျွန်တော်တို့ကကျမ်းစာရှာတဲ့နေရာမှာဟောတရားဟောချက်တွေနားထောင်တဲ့နေရာမှာသုံးတယ်ဆိုတော့ပညာရှိစွာအသုံးချတတ်တယ်ဆိုရင်တော့ဒါမိုးရှိတာပေါ့နော်တကယ်မဟုတ်ဘဲနဲ့လောကအရာတွေပဲ line တက်တယ်ဟုတ်လားဟိုလူနဲ့ချက်တင်တိုင်းဒီလူနဲ့ချက်တင်တိုင်းပေါ့အဲ့လိုမျိုးနော်ဖုံးဆက်နော်တော့ကြောင့်ကိုရင်းလာပြန်ပြီအဲ့ဒါဆိုရင်တော့ဒါဆိုရင်တော့အခြေအနေမကောင်းဘူးနော်ဒါတကယ်ရှောင်းမဲ့အရာဖြစ်သွားပြီ So with fasting, with weeping, and with mourning. တော့ကျွန်တော်တို့ကအစာရှောင်းရမယ်နော်ငုံကြွေးရမယ်နော်ကျွန်တော်စိတ်မတန်ကြီးသွားရမယ် Guys looking for a godly sorrow. နော်တကယ်ဘုရားရှင်တကယ်စိတ်လုံးကြေပွားတဲ့လူတွေကိုပဲဘုရားရှင်ရှာဖွေတာဖြစ်တယ် Because when we mourn, and he's looking for to comfort us. နော်ကျွန်တော်တို့တကယ်လို့ဝမ်းနေငိုကြွေးနေတယ်ဆိုရင် तू ကကျွန်တော်တို့ကိုတတ်တာစေမှာဖြစ်တယ်ကျွန်တော်နှစ်သိမ့်ပေးမှာဖြစ်တယ် But if we don't mourn, ကျွန်တော်မငုံကြွေးဘူးဝမ်းမနေဘူးဆိုရင် there's no comfort from God. ဘုရားခင်ရဲ့နှစ်သိမ့်ခြင်းနော်ဖေးမှခြင်းမင်းခံစားမှာ Because I want to comfort you, but I'm waiting for you to repent and mourn. နော်ဘုရားခင်မင်းကငါနှစ်သိမ့်ခြင်းဖေးမှခြင်းပေးခြင်းနဲ့မင်းကငါစောင့်နေတယ်မင်းဘယ်တော့နောင်တရမလဲမင်းဘယ်တော့အမားပြင်းမလဲမင်းဘယ်တော့ငိုကြွေးမလဲဝမ်းနေမလဲဆိုတာစောင့်နေတယ် I will not release that supernatural peace and joy into your heart until you mourn and repent. နော်မင်းရဲ့အသက်တာထဲမှာနော်ဝမ်းနေကြေခွဲတဲ့အခါမှာဘုရားရဲ့အောင်းဩဝေယနော်လူတွေပေးတဲ့ညီသက်ချင်းနဲ့မတူတဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းကိုမင်းရဲ့အသက်တာမှာရရှိခံစားလိမ့်မယ် Every believer encountered that when Holy Spirit convicted us and when we really repent to God, we turn our heart to God, there's a supernatural peace and joy, comfort come to us, and that's the best feeling in the world. နော်တကယ်ပဲဟိုပါဘောနော်လူတစ်ယောက်ကနောင်တရပြီးရေးချီပြီးတော့ယုံကြည်တယ်ဝန်ခံတယ်ဆိုတာနဲ့အဲ့ဒီလူရဲ့အသက်တာမှာဘုရားကတကယ်အောင်းဩဝေယနော်သူရဲ့ညီသက်ချင်းနှစ်သိမ့်ချင်းဝမ်းမြောက်ခြင်းကိုပေးသနာတဲ့အခါမှာသူကတကယ်ဘုရားနဲ့ထိတွေ့ပြီးတော့မှညီသက်ချင်းဝမ်းမြောက်ခြင်းခံစားရတယ် The best way to live in a Christian life is always have that good conscience in us that we feel clean. We feel we are right with God. We feel there's no hindrance in our life that we are like kind of ashamed or we kind of feel, we kind of want to run away from God. နော်ပြောချင်တာခရိယန်အသက်တာဆိုတာကတကယ်ဘုရားရဲ့ရှေ့မှာစင်ကြယ်တဲ့စိတ်နှလုံးသားနဲ့ဩတ္တပကြည်လင်ပြီးတော့မှနော်ဘုရားနဲ့မှန်ကန်တဲ့ဆက်သွယ်မှုရှိပြီးတော့မှနော်အဲ့အသက်တာထဲမှာနော်စိတ်နှလုံးသားထဲမှာဖုံးကွယ်ထားတဲ့အရာတွေမကောင်းတဲ့အရာတွေညစ်ညူးတဲ့အရာတွေလုံးဝမရှိဘူးနော်ဖယ်ပြီးတော့ဘုရားရဲ့ရှေ့မှာကြည်လင်တဲ့ဩတ္တပနဲ့နော်ဘုရားနဲ့ဆက်နွယ်နေတဲ့အသက်တာအဲ့လိုမျိုးဖြစ်တယ်သူလည်းသွားလာတယ် And verse 13. အပိုင်းငယ်73မှာ So rend your hearts and not your garments. မင်းအဝတ်ကိုမဆုပ်ဘဲနဲ့တဲ့မင်းနှလုံးကိုဆုပ်ပါ Look at that. In the ancient time, the priests or those religious leaders, they will rend their shirt, rend their garment to show that they are sad or they are committed or they are repenting. နော်ရှေးတုန်းကနော်ဓမ္မဟောင်းကာလမှာဆိုရင်ဣသီလလူမျိုးတွေမှာဘာသာရေးကောင်းဆောင်တွေကနော်လူကြီးတွေကတကယ်လို့သူတို့ရဲ့အဝတ်ကိုသူတို့ဆုပ်လိုက်တယ်ပေါ့နော်အင်ကြီးကိုသူဖျဲလိုက်တယ်ဆိုရင်အဲ့ဒါဘာပြလဲဆိုတော့သူတို့နောင်တရတယ်သူတို့ဝမ်းနေတယ်သူတို့ဘယ်လိုလဲဆိုအပြစ်ရှိတယ်ပေါ့နော်အဲ့လိုမျိုးဝမ်းနေကြဖြစ်တယ်ဆိုတော့ပေါ်ကျူးတာဖြစ်တယ် And God again said, I don't care about outside what you do in those religious setting. I'm looking for the heart response. I'm looking for your heart really repent. နော်အဲ့ဒီမှာဘုရားရှင်ကပြောတယ်ဆိုတော့မင်းတို့ဘာသာရေးထုံးတမ်းစင်တာတွေမှာပြောတယ်အဲ့အဝတ်ကိုစုပ်တယ်ဆိုတဲ့အရာငါဂရုမစိုက်ဘူးငါကြည့်လည်းမကြည့်ဘူးပေါ့နော်ငါလိုချင်တာကမင်းတို့ရဲ့စိတ်နှလုံးသားစုပ်တာကိုပဲငါလိုချင်တာ No, if you really see this, rent heart is actually very violent. နော်တကယ်လို့အင်ကြီးဟောပါနော်စုပ်တယ်ဆိုတော့တကယ်ဟောပါနော်ဟိုတော့ဘယ်လိုပြောမလဲဆိုတော့တကယ်ထူးခြားဖြစ်စင်ပေါ့နော် And rent heart hurts. နော်
စိတ်နှလုံးသားကိုစုပ်ဖို့ဆိုတာခက်တယ်ပေါ့ And sometimes God is require us to feel hurts. နော်ပြောချင်တာကျွန်တော်တို့ရဲ့ဒီခါလေးမှာဖခင်ကကျွန်တော်စိတ်နှလုံးသားနဲ့ခံစားစေချင်တာ You know, some believers just are very naive. Some believers they just think very naively. Naive. Naive is like kind of ignorant and innocent. Yeah. You don't ပြောချင်တာ know. တချို့ယုံကြည်သူတွေကနော်ဘာမှကြီးမဆိုင်ဘူးတတိမမူပေါ့နော် They just pray, oh God, okay, I don't want to drink anymore. Okay, I don't want to sing anymore. So God, just help me. Just take those evil desire away, and then I'll be free. နော်တခါသူတို့ကဘုရားကြောင့်လာတယ်ဘုရားကြီးကတော့ဘုရားကြီးကျွန်တော်အယမတောက်တော့ဘူးကျွန်တော်အပြစ်တွေတတ်မလို့တော့ဘူးကျွန်တော်စီကနေဒီຢာတွေထုတ်ပယ်ပေးပါကျွန်တော်ဒီຢာတွေလွတ်မြောက်စေပါအဲ့လိုမျိုးပေါ့သွားပြီးတော့ဘုရားကြီးမှာဆုတောင်းတယ် Maybe I should come to Pastor Naiwan and ask Pastor Naiwan to pray for me, and I will be free. I will be delivered. ဒါဆရာတန်ဝင်းစီလာပြီးတော့ဆရာကျောင်းကိုတော့ဆရာလက်တင်ပြီးတော့ဆုတောင်းပေးပါကျွန်တော်အဲ့ဒီကလွတ်မြောက်ဖြစ်တယ်ဘာညာပေါ့နော်အဲ့လိုမျိုးပေါ့နော် We just dream it. Oh, just one day maybe we just keep sleeping. We just keep doing our life, and suddenly our dark emotion will just go away. နော်ကျွန်တော်ထင်သူတို့ကထင်တယ်ပေါ့နော်တခါတည်းမှာငါတို့ပုံမှန်လှုပ်ဆောင်နေထိုင်ရင်းနဲ့ငါတို့ရဲ့အသက်တာထဲမှာရှိတယ်မကောင်းတဲ့ຢာတွေသူ့အဆုံးထွက်သွားမယ်အဲ့လိုမျိုးထင်တာ But what Jesus saying? ဒါပေမဲ့ယေရှုပြောတဲ့စကားကိုနားထောင်ကြည့်လိုက် Jesus said, if your eyes cause you sin, pluck it out. နော်မင်းရဲ့မျက်လုံးကနော်မျက်လုံးကအပြစ်လို့ရအဲ့မျက်လုံးအပြစ်လို့တဲ့မျက်လုံးထုတ်ပလိုက် That's violence. နော်ဒါအကြောင်းအောဝယ်ရဖြစ်တယ်ပေါ့ A နော် spiritual violence. အဲ့ဒါဝိညာဉ်ရေးရတကယ်ဘာလို့တိုက်ပွဲပဲပေါ့နော် Jesus said, if your hand cause you sin, cut it off. မင်းရဲ့လက်ကအပြစ်လို့ရင်မင်းညာဘက်လက်ကိုဖြတ်ပလိုက် If your leg cause you to sin, chop it off. မင်းရဲ့ခြေထောက်ကနော်အပြစ်လို့ပြောတယ်မင်းခြေထောက်ဖြတ်ပလိုက် Same as the rain hearts. နော်မင်းနှလုံးသားကိုစုပ်ပလိုက် That means God said, do it whatever takes to break it off from sin. နော်တကယ်အပြစ်ကနေပြီးတော့မှဖြစ်တဲ့အရာအပြစ်ဖြစ်စေတဲ့အရာအားလုံးဖယ်ရှားပလိုက် You have to make a very hard choice. နော်မင်းတကယ်ဒါဘာလို့ရွေးချယ်ဖို့ခက်ခဲနေမယ် If the phone causes you to stumble, throw it away. မင်းဘုံကပြဿနာရှိတယ်ဆိုဒီဘုံလွတ်ပလိုက် Right? The young people get into a relationship, fall into sexual sin. Cut the relationship off. Break up with your boyfriend. Break up with your girlfriend. နော်တကယ်တော့ယောက်ျားလေးမိန်းကလေးပေါ့နော်တကယ်မားသွားတယ်ဆိုရင်ဒီအပြစ်ဖြစ်တယ်ဆိုမင်းဖြတ်ပလိုက်အဆက်တွေ And that rain hearts that make you pain to like in the short time, but it's good for you. နော်ပြောချင်တာကနှလုံးစုပ်ပလိုက်ဆိုတဲ့အခါမှာဒီဟာတကယ်ရွေးချယ်ဖို့ခက်ခဲတယ်လွတ်ဖို့တော့ခက်ခဲမှာဒါပေမဲ့လွတ်ပလိုက်ပါဒါပေမဲ့ခဏတော့မင်းခံစားရလိမ့်မယ်ဒါပေမဲ့အကြာကြီးကတော့ကောင်းတဲ့အရာပဲဖြစ်လာမှာပေါ့ So we have to preach a rain heart message, to calling people to have a true repentance, not just oh Jesus, forgive my sin, and it's right back to the original lifestyle. နော်ပြောချင်တာဟိုပါပေါ့ဘုရားခင်ကစိတ်နှလုံးသားကိုစုပ်ပါဆိုတာကတကယ်စစ်မှန်တဲ့နောင်တကိုလိုချင်တာပေါ့နော်ကျွန်တော်ဘုရားနောင်တရပြီဘာညာပြောတာပြီးတော့ပြီးနောက်အရင်အသက်တာဟောင်းမှာပဲရှိနေတာပဲအဲ့လိုမျိုးဖြစ်စေချင်တာမဟုတ် Amen. အာမင် So rain your heart, not your garment, and return to the Lord your God. နော်အဝတ်ကိုမစုပ်ပဲစိတ်နှလုံးကိုစုပ်တဲ့တင်းဘုရားခင်ထောင်ပြန်လာပါ So next one is very important. နောက်တစ်ခုကပို့ပြီးအရေးကြီးတယ် Because God not only just asks you to preach, like, you know, you have to repent, you have to rain hard, but you also need to preach that who God is. He is gracious and He's merciful. နော်ဒီလိုပဲဒီလိုဘုရားခင်ကစိတ်နှလုံးသားကိုစုပ်ပလိုက်ပါလို့ပြောရုံနဲ့မဟုတ်ဘူးတောင်းဆိုနေရုံနဲ့မဟုတ်ဘူးနော် तू ကဒီအရာနဲ့ပတ်သက်ပြီးတော့မှ तू ကဘယ်လိုဘုရားမျိုးဖြစ်တယ်ဆိုတာကိုလည်းဒီမှာတရားဟောထားတယ်ပေါ့နော်ပြောပြထားတယ်ပေါ့ If you don't have understanding of who God is, that He is gracious, He is merciful, He is slow to anger, His great kindness, then people don't want to turn to Him. Because people will scare God. People will run away from God instead of run to God. နော်ပြောချင်တာဘုရားကိုကြောက်ရွံ့ပြီးအဝေးကိုထွက်ပြေးတာမဟုတ်ဘူးနော်ဒီဘုရားကပြန်လာတဲ့ဘုရားဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့
ဒီမှာဘယ်လိုပြောလဲဆိုတော့နော်ဒါဘုရားရှင်ထာဝရဘုရားထံတော်သို့ပြန်လာကြတော့စေတနာခြင်းမေတ္တာနဲ့ပြည့်စုံ၍စိတ်ရှည်သောသဘောအလွန်ကျေးဇူးပြုခြင်းသောသဘောအပြည့်ပေးခြင်းကိုနောင်တရသောသဘောရှိတော်မူ၏တဲ့နော်ပြောချင်တာကဘလို့ဘုရားမျိုးဘလောက်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုလည်းပြောပြထားတယ် If your image of God is the one just always want to spank you, you come, bam, 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 then you were so afraid, you say, oh, then I'll just give up. I'm done. I'm gonna keep falling down anyway. So there's no hope. So I'm gonna come back to my sin. Because if I go to God, God is gonna punch me. God is gonna kill me. God is gonna destroy me. So I just give up. I'm done. နော်ပြောချင်တာအဖေတကယ်လို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာပေါ့နော်လူတော်များကဘယ်လိုသူ့ရဲ့စိတ်ထဲမှာဘယ်လိုဘုရားဆိုတာကအပြစ်ပေးတယ်ဆုံးမတယ်တော့ဒါမှမဟုတ်ဘုရားကကြောက်ဖို့ကောင်းတယ်ဒါကြောင့်အာတော်ပြီငါအပြစ်ထဲမှာပဲငါပြီးသွားပြီငါဘုရားဆုံးသွားပြီပေါ့နော်ငါပြန်လဲတော့ဘူးအဲ့လိုမျိုးနေတယ်ပေါ့အဲ့လိုမျိုးမဟုတ်ဘူးဒီမှာပြောပြတာဒါကြောင့်ဘုရားခင်ကဘယ်လိုဘုရားဖြစ်တယ်ဆိုတာပြောပြတာ So the day of the Lord preacher need to have this understanding of who God is. ဒါတော့ဒီသခင်ပြရဲ့နေ့မှာဟိုတရားဟောမဲ့နော်ဘုရားရဲ့နှုတ်ကပတ်တော်စစ်ဆိုမဲ့သူကဒီဟာကိုသိရမှာဘုရားကဘယ်လိုဘုရားမျိုးဖြစ်တယ်ဆိုတာ That God is really gracious. He is really merciful. တကယ်ဘုရားခင်ကယေရှုခရစ်နာနဲ့ကြွယ်ဝတယ်နော်တကယ်တနာကျင်နာတဲ့ဘုရားဖြစ်တယ်ဆိုတာသိရမှာ He is the God. Our God is that Luke chapter 15. The Father are waiting for the Son to come back. နော်တကယ်ပဲနော်ဒီလူကအခိုင်းစကားထဲမှာပါတယ်ပျောက်သောသားကိုမျောလင့်နေတဲ့နော်ဒီအဖခင်လိုပဲသူ့သားပြန်လာမှာကိုစောင့်နေတဲ့ပုံကိုမျိုးဖြစ်တယ်ဆိုတာကိုသိရမှာဖြစ်တယ် Then when the prodigal son to take half of the money, go out to spend it on the prostitutes and then live in a pig farm and then come back with nothing and stinky and gross, and the father hug him. နော်တကယ်ပဲမကြီးလိုက်ပျောက်သောသားကိုကြည့်လိုက်တော့သူကတခါတော့ပတ်စံကိုယူသွားတယ်သုံးပြုံးတော့အလေလိုက်ပြီးတော့မှနော်ဝက်စာကိုစားဝက်ကြောင်းတဲ့နေရာမှာနေပြီးတော့ဝက်စာကစုပ်ပြတ်တက်ပြီးတော့သူ့ဖေစီပြန်လာတဲ့ချိန်မှာညစ်ပတ်ပေးရင်လည်းဖခင်ကသူ့ကိုပြေးဖတ်တယ်ဆိုတာတွေ့ရတယ် The father kissed him, No, hug do him, that. put his hand on his neck and kiss him. Mwah, 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 mwah. နော်ဖတ်တယ်နားတယ်ပေါ့နော် That's when we are turning to God. That's how God feel about us. What? Oh, like when you repent, are you serious? Oh, I'm gonna give you a hug, I'm gonna kiss you. ဒါကနိုင်ဝဲပြန်လဲလာတော့နိုင်ဝဲပြန်ကပါအိုးနိုင်ဝဲတော့မင်းနောက်ချက်ကြီးကိုအမောပေးမယ်လို့ပြောတာအဲ့လိုမျိုးကြိုးဆိုတာဘုရားကယေရှုခရစ်နာကြေဝါတာ And he put a new robe on him. သူ့တော့အဝတ်အစားအသစ်တွေမင်းပြန်ပေးဦးမှာ Put the shoes on him that represent the honor position, the son's position. နော်ဖနက်အသစ်နော်ဒါတားဖြစ်တယ်ဆိုတာကိုနော်ဂုံဟိုပါတော့ဒီဂုံသေးပေါ့ဗျာအဲ့ဒါပြန်ပေးတာ You know, because in ancient time, the servant don't wear shoes. But when he come back, the son said, just let me be your servant. I broke it. I failed. So I just gonna be your servant and I just have food. That's okay. နော်အဲ့မှာသူကဘာပြောလဲအဖေအဖပါနော်တားကိုကြုံမဲကိုရောကြုံမဲဖြစ်ပါတယ်မဟုတ်ဘူးဘုရားကြီးကသူ့ရဲ့အဖခင်ကသူ့ကိုဖက်နှက်ပေးတယ်တားပေါ့အဲ့တော့ဂျုံတွေကဖက်နှက်မစည်းဘူးနော်ဒီတားဖြစ်မှဖက်နှက်စည်းရတော့ But God said, no, I don't want to be your servant. I want you to be my son. မင်းငါကြုံလုံးစရာမလိုမင်းငါသားပဲဖြစ်ပါ And I'm gonna put a ring on your finger. ပြီးတော့မှလက်ဆွပေးတယ်ငွေလက်ဆွလေး What is the ring mean? လက်ဆွရဲ့အတိတ်ပြပါတယ် In that time, the ring represent you can go to the bank account withdraw money. နော်အဲ့တော့မင်းအဲ့ဒီကတော့လက်ဆွရဲ့အတိတ်ပြမင်းဘန်အောင်သွားပြီးတော့ပတ်စံထုတ်လို့ရတယ် So in an ancient time, you need to have a ring to like seal the checkbook and then basically get the money in and out. နော်ပတ်စံအဲ့ဒီစမှာဒစိမ့်ပါတော့နော်ဒစိမ့်နဲ့နော်ဟိုပတ်စံထုတ်လို့ရတယ် Think of that, the prodigal son just blew it. He just wasted half the money. But when he repent, father just said, I'm gonna get back to that authority to you. နော်သူတဝက်နော်အဖရဲ့စီးတဲ့တဝက်ကိုသုံးဖြုံးပလိုက်ပြီဒါပေမဲ့ဘုရားခင်သူပြန်သူ့ဖေစီပြန်လဲလာတယ်ဆိုတာတဲ့ဘုရားခင်က sorry ဖခင်ကသူ့ကိုအကုန်လုံးပြန်ပေးလိုက်တာပေါ့ And I'm going to kill the animal. I'm going to celebrate. နော်ငါရန်သူကိုတတ်မယ်ပြပြငါအကုန်ဟောနော်ငါတို့ပွဲကျင်းပကြမယ်ပေါ့ So we have to preach people to return, but return to a God that is
gracious, is merciful, slow to anger, and great kindness. เนาะဒါကြောင့်ဘုရားဒီကျွန်တော်တို့ကဒီအချိန်ကာလမှာသူများတို့ပြောပြမှာဗါလဲဆိုတော့ဘုရားခင်ဟာเนาะအလွန်ကျေးဇူးပြုခြင်းတဲ့သဘောအပြည့်ပေးခြင်းကိုနောင်တရစိတ်ရှိတဲ့เนาะဂရုဏာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့ဆိုတာကိုပြောပြမှာဖြစ်တယ် Verse 14. အပိုင်းငယ်14ရောက်လာတဲ့အခါမှာ Who knows အာ if he will turn and relent? เนาะဒီမှာဗာပြောတဲ့ဆိုတော့เนาะဘုရားခင်ဘိုးတို့ကျွန်တော်ပူဇော်ကောင်းကြီးမင်္ဂလာထားရတော်မူပြီးတော့ဘယ်သူသိနိုင်မလဲတဲ့เนาะ And leave a blessing behind him. เนาะဒီမှာကောင်းကြီးကိုပြန်ထားတယ်ဆိုတော့ဘယ်သူသိနိုင်မလဲ Very interesting. စိတ်ဝင်စားဖို့အရန်ကောင်းတယ် God didn't say, okay, if you repent and I will, for sure, I'm going to bless you this way, I'm going to bless you this way, I'm going to bless you this way. He did it. Who knows if he will turn and relent and leave a blessing. เนาะဘယ်သူသိနိုင်မလဲဘုရားဘယ်လိုလုပ်မလဲဆိုတော့ဘယ်သူသိနိုင်မလဲပေါ့เนาะမင်းပြန်လှည့်လာမယ်မင်းနောင်တရမယ်ဆိုရင်ဘုရားခင်ကမင်းကိုကောင်းကြီးပေးတာဘယ်လိုပေးမလဲ The point is, we never know the measure of God, how God is going to pour out his blessing and his protection over us when we return. เนาะကျွန်တော်တို့မသိတဲ့အရာကဘုရားခင်ကကျွန်တော်တို့နောင်တနဲ့ခိုလုံတဲ့အခါမှာတိုးဝင်ချင်းကတဲ့အခါမှာဘုရားခင်ကဘယ်လိုမျိုးသူရဲ့ဂိယူနာတော်ကိုသုံးလောင်းမလဲဘယ်လိုဘုရားခင်ကွယ်ကဆောင်မကောင်းကြီးပေးမလဲဆိုတော့မသိနိုင်ဘူးပေါ့ And like in the end time, the storyline, we know like God is going to lead us into a very intense time, right? เนาะကျွန်တော်တို့သိတယ်เนาะနောက်ဆုံးသောကာလမှာဒီမှာဒေတာဆိုတော့နောက်ဆုံးသောကာလမှာကျွန်တော်တို့ဘုရားသခင်ကတကယ်ဆိုးရွားတဲ့เนาะကြက်တဲတဲ့အခြေအနေတခုကိုကျွန်တော်တို့ကိုခေါ်ဆောင်သွားမှာဖြစ်တယ်ပေါ့ God didn't say, okay, I will let every one of you not die. He didn't promise that. เนาะငါဘုရားသခင်ကတော့ဂတိမပေးတာဘူးမင်းတို့တယောက်မှမသေးရဘူးဆိုတဲ့ဂတိတော့မပေးထားဘူး He still will allow some believer got taken off or to be prosecuted unto death. เนาะတချို့ကတော့เนาะယုံကြည်သူတွေတကယ်တချို့ကတော့တကယ်ဖန်သွားခြင်းချုပ်သွားခြင်းနဲ့ဟောเนาะတက်ဖြတ်ခံရတာလည်းရှိနိုင်တယ် But we are going to just go all the way. We're going to cry out to him. We're going to ask for blessing, ask for protection, ask him to, pour out his blessing in our life. เนาะကျွန်တော်တို့ရဲ့အသက်တာမှာတော့ဘုရားစီမှာတောင်းဆိုရမှာပဲဆုတောင်းမှာပဲကိုရောဘုရားရဲ့မြတ်တာကိုသုံးလောက်မှာကိုရောဘုရားကွယ်ကာပါဆောင်မှာပါကျွန်တော်ကသူ့ကိုတောင်းဆိုရမှာပဲ We don't know how much major God's going to give to us, but we are going to cry out anyway. We are going to return anyway. เนาะကျွန်တော်တို့ကတော့တောင်းဆိုရမယ်ဘုရားစီမှာတိုးဝင်ရမှာပဲเนาะဘုရားသခင်ကဘယ်လိုမျိုးအောင်ဩဝေယလှုပ်ဆောင်မလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူး Verse 15. အပိုင်းငယ်15မှာ Blow the trumpet in Zion. เนาะဒီမှာဇီးအောင်တောင်ပေါ်မှာတဘိုးကိုမှုတ်ကြလော Consecrate a fast. အစာရှောင်ရအချိန်ကိုခန့်ထား၍တဲ့ Call a sacred assembly. เนาะအချိန်ကိုခန့်ထား၍ပေါ့ Gather the people. เนาะလူတွေကိုစုဝေးကြလော Do you feel like these few days when we gather together, there's a different dynamic in us? ပြောချင်တာကဒီနေ့ကျွန်တော်ဒီလိုမျိုးပေါ့ဒီတရက်နေ့ရက်အတွင်းကျွန်တော်ဒီမှာစုဝေးပြီးတော့အတူတူကဖခင်နဲ့အချိန်နဲ့နှုတ်ကပတ်လေ့လာတယ်ဆိုတာတကယ်မတူညီတဲ့အပြောင်းအလဲတွေအများကြီးရှိတယ် See, when people of God we gather together and then we turn our heart to God, there is a blessing and special blessing and favor on us. Do you feel that? เนาะဒီနေ့ဒီလိုမျိုးလှုပ်ဆောင်နေဆိုတာတကယ်အော်ဝေရဘုရားသခင်ရဲ့ဟောပါတော့မဆာခြင်းဘုရားသခင်ရဲ့အော်ဝေရကောင်းကြီးပေးခြင်းเนาะဘုရားရဲ့ကောင်းကြီးပေါ့ညီတဲ့ချင်းကျွန်တော်တို့မှာခံစားရတယ်ဆိုတာသိလား Amen. Do you feel that in this gathering, God's touching our heart in a unique way? เนาะတကယ်ဒီအချိန်မှာဘုရားသခင်ကကျွန်တော်တို့ရဲ့စိတ်နှလုံးသားကိုအော်ဝေရနီးလန်းနဲ့เนาะတိုးထိနေတယ်ပေါ့ We need each other. เนาะတယောက်ကျွန်တော်အယောက်စီတိုင်းတယောက်နဲ့တယောက်လိုအပ်ပါတယ် When all the wood put it together, the fire burned very, very fervently. Can I say that? Okay. เนาะပြောချင်တာကရှင်းပေါ့ Strongly. เนาะထင်းတစ်ချောင်းစီထိုးလိုက်တယ်ထင်းများလာတယ်ဆိုမိတော့ပူကြီးတာပေါ့ But when you put one wood
out of that fire, put it aside. Very soon the fire just go down. နော်တကယ်လို့များပေါ့အဲ့ဒီမီးပုံတွေကနေတော့ထင်းတစ်ချောင်းယူပြီးတော့မှအဝေးမှာထားလိုက်မယ်ဆိုတော့အဲ့မှာလောင်နေတဲ့မီးကခဏလေးနဲ့ငြိမ်းပြီးမီးသေးသွားမှာဖြစ်တယ် So that's a principle that God wants us to gather together. ဒါကြောင့်မလို့ဒီသဘောပဲဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုစုယုံစေတာစုဝေးစေတာဖြစ်တယ် God doesn't want us to be isolated. နော်ဘုရားသခင်ကဘယ်လိုနဲ့တီးခြားခွဲနေတာမျိုးမလိုချင်ဘူး God wants us to together in a unity and we cry out to God. နော်ကျွန်တော်တို့အတူတူကစုဝေးပြီးတော့မှတရုံးတစ်ဝါတည်းဖြစ်ပြီးတော့မှဘုရားကိုအော်ဟစ်နေတာအဲ့ဒါမျိုးဘုရားလိုချင်တာဖြစ်တယ် And God will releasing a very in a different measure of blessing on His people. နော်ဘုရားသခင်ကသူ့ရဲ့လူတွေအပေါ်မှာနော်မတူညီတဲ့နော်မတူညီတဲ့ကောင်းမြတ်တဲ့အရာတွေတစ်ခုပြီးတစ်ခုကောင်းကြီးသွန်းလောင်းနေတာဖြစ်တယ် And when we're people gather, we have a different unity, bring in a different authority. နော်ကျွန်တော်တို့ကနော်မတူညီတဲ့အရာတွေကနေပြီးတော့မှစုဝေးပြီးတော့မှရှိကြတာဖြစ်တဲ့ဘုရားသခင်ရတယ်နော်တကယ်ကွဲပြားချမ်းသာတဲ့သူ့ရဲ့အခွင့်အာဏာတွေကျွန်တော်အရောက်စီတိုင်းမှာရရှိစေမှာဖြစ်တယ် Because in Matthew chapter 18, Jesus said, "You together bind on earth will be bound in heaven, loose on earth, loose in heaven." Say you at least 2 or 3 together. I will be with you. နော်ဒါမှမဟုတ်မတဲဟိုဘာလို့16ကနေ18ကြားထဲမှာပြောရဲဆိုတော့လူနှုတ်သုံးဦးကနော်9ရက်နာမောက်တော့ပြီးစုရဲသူတို့ကမြေကြီးမှာချီနှောင်သမျှချီနှောင်လိုက်မယ်မြေကြီးမှာဖြည့်လို့သမျှဖြည့်လို့လိမ့်မယ်လို့ See, when we gather together, He's increasing His manifesting of His presence. နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့ဟိုဘာပေါ့နော်ထေရှားခြင်းဘုရားရဲ့မျက်မှောက်တော်မှာရှိခြင်းကိုတော်တိုးပွားဖို့လိုတယ် So verse 16, အပိုင်းငယ်16ရောက်လာတဲ့အခါမှာ gather the people, လူတွေကိုစုဝေးကြပါ sanctify the congregation, သူတို့ဒီလူစုဝေးကိုတန်ရှင်းစေပါပေါ့ make people, just turn away from their sins, sanctify themselves. နော်သူတို့ရဲ့အပြစ်တွေကိုစင်ကြယ်စေတာပေါ့သူတို့တန်ရှင်းစေတာပြောတာ Assemble the elders, I mean assemble, gather those leaders together. နော်ဒီမှာအသက်ကြီးသောသူတို့ကိုစုဝေးပါ Gather the children and nursing babies. ကျွန်တော်တို့သူငယ်တဲ့ကလေးတွေကိုလည်းစုဝေးပါ There the bridegroom go out from his chamber and the bride from her dressing room. မင်္ဂလာဆောင်လူတွေစီမိမိခန်းထဲကလည်းကောမင်္ဂလာဆောင်သူတို့မိမိကွယ်တွေတော့ကလေးကတော့ထွက်ကြစေ See, they're the priests. နော်ဒါတော့ Priests. ဒါဘာတော့ Let us worship leaders. နော်သူတို့ဘာနော်ပြောချင်တာတော့တချင်းဝူပြူတချင်းဥဆောင်တဲ့လူမဟုတ်ဘူး Let us pastor ministers who minister to the Lord weep between the porch and the altar. ဒီမှာပြောထာဝရဘုရားရဲ့မှုတော်ဆောင်ယေဘရဟိတို့အိမ်တော်ဦးနဲ့ယေဘရညမှာငိုကြွေးတယ်တဲ့ Hey, look at me. ငါ့ကိုကြည့်ပါ When is the last time your church do this? နော်ဘယ်ဒီဟာကိုဘယ်အချိန်မှာနောက်ဆုံးအသုံးလုပ်ခဲ့တယ်လဲ Have you ever done that? ဒါမင်းတို့လုပ်ပြီးသွားပြီလား Together your people and pray and repenting and crying out to God. နော်မင်းရဲ့လူတွေနဲ့အတူတူကစုဝေးပြီးတော့မှနောင်တရပြီးတော့မှချီးမွမ်းပြီးတော့မှဘုရားကိုဆုတောင်းကြွေးကြော်တဲ့အားပေါ့ This lay out so simply. နော်ဒီဟာကိုကြည့်ပါရိုးရိုးလေးပဲ You don't need to have a lot of money to do this. နော်ဒီဟာလို့ကိုပတ်စံအများကြီးမလို့ဘတ်ဂျက်မလို့ You don't need to have higher education to do this. ဒီဟာလို့ကိုမင်းတကယ်ပညာတတ်တယ်မလို့ And disregarding your location, you can be in the mountain, you can be in the wilderness, you can be in the islands. You don't need to be in the city. နော်နေရာတွေလည်းမလို့နော်ငါတို့ဘယ်ပေါ်မှာသွားလို့မယ်တောင်မှာသွားလို့မယ်တောထဲမှာသွားလို့မယ်ဘယ်မြို့မှာသွားလို့မယ်အဲ့ဒါနေရာလည်းမလို့ What you need, ဘယ်ပါလို့လာတဲ့ you just need humility. မင်းနှိမ်ချဖို့ပဲလို့လား But because that, so many people don't do it. ဘာကြောင့်လဲဆိုတော့ဘယ်သူမှအဲ့လိုမျိုးမလုပ်ကြအောင် Because it's too simple. ဒါရိုးရိုးလေးပဲ And then it's just, oh, that's strange. ဟုတ်လားဒါထူးကြလား So we just don't go to work, we just don't worry about those things, and then we just gather together and then we just repent and we just cry out to God. And that works. ငါတို့ဘယ်ဘာမှမလုပ်ဘယ်မှလည်းသွားကြမလို့ဘတ်ဂျက်လည်းမလုပ်တကယ်ပဲဒီလိုပဲငါတို့စုဝေးပြီးတော့မှဘုရားရှင်မှာနောင်တရပြီးအော်ဟေးကြွေးကြော်ဆူတောင်းတာအဲ့ဒါပဲလိုတာဟုတ်လား So you are saying, I need to stop, go to share the gospel and then to busy this and to do this ministry, to do the woman ministry, to do the young people ministry and stop all the ministry. And they just come together and repenting and that's God, that's what you want.
နော်ဒါပေမဲ့ပြောရတာအာကိုဘာသာသနာတော့မှအင်္ဂလိပ်လိုအောင်မဲ့စနစ်စကူတရားမဲ့ဒါမိန်းကလေးအမျိုးသမီးတွေသာသနာအဲ့ဒါတွေအကုန်လုံးမဟုတ်ဘူးအဲ့ဒါရက်လိုက်ရက်ပြီးတော့အားလုံးလာပြီးဘုရားရှိခိုးစုလိုက် 2 Chronicles chapter 7. ဟောပါနော်ရာဇဝင် 2 Chronicles chapter 7. Let's read that again. Verse 14. အခန်းကြီး9အခန်းငယ်14ကိုကြည့်ကြအောင် God said, if my people who are called by my name will humble themselves and pray and seek my face and turn from their wicked ways. ငါနာမဖြင့်သမုတ်တော်ငါလူတို့သည်ငါကိုနှိမ့်ချသည်ဖြင့်ငါမျက်နာကိုရှာတဲ့စူတောင်းပတနာပြု၍အတ္တမလမ်းကိုလွဲရှောင်လျင် When is the last time your ministry doing this? ဘယ်အချိန်တုန်းကသင်ရဲ့သာသနာမှာနောက်ဆုံးဒီဟာလုပ်ခဲ့တာလဲ Call the people together, gather the people, gather the elder, gather the worship leaders, and then do this, humble themselves and pray and seek God's face. နော်တကယ်နော်ဒီနွားယုံကြည်သူတွေဒီနွားလူငယ်တွေခေါင်းဆောင်တွေအမှုတော်ဆောင်တွေအကုန်စုဝေးပြီးတော့မှကိုနှိမ့်ချပြီးတော့မှ Turn from their wicked way. နော်အတ္တမလမ်းကိုလွဲရှောင်ပြီးတော့မှ When is you do that in your church? ဒီဟာကိုသင်ရဲ့အသင်းတော်မှာဘယ်အချိန်ကလုပ်ခဲ့တယ်လဲ Because God promised that if you do that, I will hear from heaven. That doesn't mean just hear. He's going to have action. He's gonna pour His blessing. He's going to give you favor. နော်အဲ့ဒါကိုလုပ်တယ်ဆိုဘုရားကြီးအကောင်းငင်ကနေသူကြားမယ်ဆိုတဲ့သဘောတရားမင်းရဲ့စူတောင်းချက်ကိုတော့အဖြေပေးမယ်မင်းကိုကောင်းကြီးပေးမယ်သူ့ရဲ့အကောင်းကြီးမင်္ဂလာကိုသုံးလောင်းမှာအဲ့ဒါကိုပြောတာ He's going to give you grace. He's going to give you power. He's going to give you wisdom. နော်မင်းသူ့ရဲ့ဉာဏ်ပညာသူ့ရဲ့ကျေးဇူးတော်သူ့ရဲ့ကောင်းမြတ်ခြင်းကိုမင်းကိုပေးမှာဖြစ်တယ် He's going to give you provision. No. He's going to give you money. နော်မင်းကိုထောက်ပံ့ပေးမယ်မင်းကိုပတ်စံပေးမယ် He's going to open the door for you. မင်းတို့ဘုရားကြီးကတကားတွေဖွင့်ပေးမှာဖြစ်တယ် And He's going to shut the door for you. မကောင်းတဲ့တကားတွေကိုမင်းတို့ပိတ်ပေးမှာဖြစ်တယ် But you just need to do that. လိုတာအဲ့ဒါလေးပဲလုပ်လို့ပဲ Not talk about it, but do it. မပြောမယ်မပြောပါနဲ့လုပ်ပါ Gather the people, start to worship and seek His face and start to pray to Him and start to repenting. နော်တကယ်ပဲသူတို့အားလုံးစုပြီးတော့မှနော်နောင်တရပြီးတော့မှဘုရားရဲ့မျက်နာတော်ကိုရှာပါ And Jesus said, I will break in, I will forgive your sin, and I will heal your land. ငါမင်းရဲ့အပြစ်ကိုခွင့်လို့မယ်မင်းရဲ့ပြည်ကိုငါချမ်းသာပေးမယ် Do you want God to heal Myanmar? မင်းမြန်မာပြည်ကိုဘုရားကြီးကကြမ်းမာစေတာမင်းလိုချင်လား You're not sure. မလိုချင်လား Well he is sleepy The Myanmar is, the land is sick. နော်မြန်မာပြည်ကနော်အခုဆိုမကြမ်းမာဘူးဖြစ်နေတယ် We need to admit that. နော်တကယ်ပဲနော်ကြမ်းမာချင်လား We need to be honest about it. Myanmar is sick, need healing. နော်မြန်မာကြမ်းမာခြင်းလိုနေတယ်နော် From the pandemic to poverty to the civil war is to the earthquake. This land has been cursed. နော်တကယ်မြန်မာပြည်ကတကယ်ဘုရားရဲ့နော်ဘုရားရဲ့အမျက်တော်ခံနေရတယ်ငလင်းလုတ်တယ်နော်ယောဂဘုရားရဲ့စစ်တွေဖြစ်နေတယ် But God's calling His people to agree with Him, to cry out to Him, to release healing and breakthrough in your land. နော်ဘယ်ဘုရားခင်ကသူ့ရဲ့ရွေးကောက်ထားတဲ့လူတွေကိုခေါ်နေတယ်ဒီအကောင်ပြုတ်ပြီးလှုပ်ဆောင်ဖို့ဘုရားခင်ရဲ့မျက်နာတော်ကိုရှာဖို့ဘုရားခင်အားဖြင့်ဒီအကောင်ပြန်ပြီးတော့မှပြုတ်ပြင်ဖို့ So he said, oh really? God, I thought it was just, I'm going to just go preach the gospel and I'm just going to do this ministry, that ministry, and these things, and the thing will be okay. And God said, no, I want turning hearts first. ဟိုဘုရားခင်ဒါအင်းကိုဒီပြောနေတယ်နော်လူတွေကိုပြောင်းလဲအောင်လုပ်ပေးနေတယ်နော်သူရဲ့သာသနာပေါင်းနေအဲ့ဆိုရပြီလားဘုရားကြီးကမဟုတ်ဘူးအဲ့ဒါငါလိုချင်တာငါလိုချင်တာမင်းစိတ်နှလုံးသားငါးစီလှည့်လာတာပဲလိုချင်တာ I want the first commandment to be the first. နော်ငါလိုချင်တာတော့ပထမပြည့်ညက်နော်အရေးအကြီးဆုံး And then, အမြတ်ဆုံးအဲ့ဒါကိုပဲတစ်မှတ်ထားဖို့ and then I will start to answer your prayer. ဒါဆိုရင်တော့မင်းရဲ့ဆူတောင်းခြင်းကိုငါအဖြေပေးမယ် And I will start to intervene in your life circumstance. I'm going to start to bless you. I'm starting to defeat those enemies around you. နော်အဲ့လိုမျိုးမင်းရဲ့အသက်တာမှာငါစီကိုပြလာမယ်ဆိုရင်တော့ငါမင်းကိုကောင်းကြီးပေးမယ်မင်းကိုတ
တိုက်ခိုက်နေတဲ့မင်းကိုတားဆီးနေတဲ့အရာအားလုံးငါဖယ်ရှားပေးမယ် I will give you anointing. I will pour out my power on you, and then you will see my miracle works. နော်မင်းကိုငါဗိတ်သိပ်ပေးမယ်မင်းရဲ့အသက်တာကိုငါကောင်းကြီးပေးမယ်ဒါဆိုရင်မင်းကဘာလို့မရမလဲဆိုတော့ဘုရားရဲ့အောင်ဝဲနမိတ်လက္ခဏာကိုမင်းတွေ့မြင်ခံစားရမယ် I already see some of you. You already there's a sparkle in your life. You are spark on your life. You are understand doing that, and then God's going to increase. နော်ကျွန်တော်ဒီမှာရှိတဲ့လူတွေကိုကြည့်တဲ့အခါမှာတချို့ကဖြစ်နေပြီနော်စိတ်ထဲမှာတကယ်ခံစားရတယ်အဲ့ဒီအရာကအဲ့တိုင်းဆက်လို့ပဲဘုရားရှင်ကတိုးွားတဲ့အကုန်ဘုရားပေးမှာဖြစ်တယ် Maybe start from the 4 a.m. worship. You just by yourself, and God said, "Okay, you ring your hearts. You turn your heart for me, and I'm going to increase the blessing in your life. I'm going to give more anointing to your life, and then that you will have authority to gather more people." နော်နော်ဒီကတရားဟောပါနော်၄နိုင်ထားပြီးတော့မှဘုရားကိုအစောကြီးအချိန်ယူတယ်ဘုရားတုတ်ပါအဲ့ဒါဘုရားကစပီတိုးဘွားကောင်းကြီးပေးခြင်းပဲတိုးပြီးတော့မှတိုးဘွားကြောင့်နောက်ဆိုရင်လူအများကြီးပေါင်းလှုပ်ဆောင်တဲ့အရာဖြစ်လာမယ် I said, "Okay, you are sent together, the 40 people, young people together. Okay, once a week, that's good. Keep going, and God going to increase that, and it's time to change your meeting to not just sing, not just worship to feel good about ourselves, but really turning hearts, repenting, and then to seek His face in an unusual way." နော်လူ30စုဝေးပြီးတော့မှဆူတောင်းတယ်ကောင်းတယ်အဲ့ဒီရန်လေးလှုပ်ဆောင်ရအဖြစ်တကယ်ပဲဘုရားရဲ့တိုးပြီးတော့တိုးပွားစေမှာနော်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်ကတချင်းဆိုရင်နေကိုဟောပါနော်ဒီကတ်နေတဲ့အရာကိုယ်ွယ်ဒါလေးမဟုတ်ဘဲနဲ့တကယ်စိတ်နှုံးသားကိုပြောင်းလဲပြီးတော့မှဘုရားရဲ့မျက်တာကိုရှာခြင်းဘုရားရဲ့မျက်မှောက်တော်ကိုလာခြင်းဖြစ်ရမှာဖြစ်တယ် Amen. Amen. So last one, verse 17. နောက်ဆုံးတစ်ချက်ပေါ့အခန်းကြီးအခန်းငယ်16မှာ Joel chapter 2, verse 17. ယောလာနော်အခန်းကြီး2အပိုင်းငယ်16 There the priest who ministers to the Lord weep between the porch and the altar. ဒါဝရဘုရားရဲ့မှုတော်ဆောင်ယေဘရဟိတို့ဒီအိမ်တော်ဦးနဲ့ရစ်ပလင်ဆက်ကြားမှာငိုကြွေးလျက် Let them say, "Spare your people, O Lord, and do not give your heritage to reproach." ။အိုးဒါဝရဘုရားကိုရောဤလူများကိုတနာတော်မူပါ။တပါးမျိုးသားတို့ဒီအစိုးရရဲ့အရမလူတို့ကိုကဲ့ရဲ့စေခြင်းကအနန္တတော်မူပါနဲ့။ Oh, I hope one day you have that burden. Crying out, you God, "Oh Lord, spare the people in Myanmar, oh God." အိုးနော်ကျွန်တော်တို့ရဲ့အသက်တာမှာနော်တကယ်ပဲဘုရားခင်ကိုရောရဲ့လူတွေကိုနော် Spare your believers in this land. နော်ကိုရောဘုရားရဲ့လူတွေကိုကိုရောဘုရားစွတ်မပြစ်ပါနဲ့တနာပါပေါ့ကိုရောဘုရား We feel so weak. We feel so powerless. We feel the enemy are so strong. နော်ကျွန်တော်တို့ကတကယ်ပဲအားနွဲတဲ့လူတွေနော်ကျွန်တော်တို့ရဲ့သမယန်သူတွေများတယ်ကျွန်တော်တို့ရဲ့ယန်သူတွေကတကယ်ပဲတာမာကြပါတယ်သူတို့ကြောက်သားကျွန်တော်တို့တနာပါပေါ့ But God, when you will release your power, when you will anointing us, so we will stop being reproached among the nations. နော်ကိုရောဘုရားကိုကျွန်တော်အော်ဟစ်ပါတယ်ကိုရောဘုရားကျွန်တော်တို့ရဲ့အသက်တာမှာဖိတ်သိပ်ပေးပါကိုရောဘုရားဝိညာဉ်တော်ကိုတွန်းလောက်ပါကျွန်တော်တို့တွေကကိုရောဘုရားရဲ့အသက်တည်ဖြစ်စေပါပေါ့ We are tired of losing. We are tired of feel shame. We are tired of feel powerless. ကျွန်တော်တို့ကတကယ်ပဲရှက်ကြောက်တဲ့ဆရာကောင်းတဲ့လူတွေနော်အစွမ်းမရှိတဲ့လူတွေကျွန်တော်တို့ကဘုရားရဲ့ရှေ့မှာဘာမှမဟုတ်ပါဘူး Why should they say among the people, "Where is their God?" ဒါကြောင့်မလို့သူတို့ကကျွန်တော်တို့ကိုမင်းတို့ရဲ့ဘုရားဘလို့ဘုရားမျိုးလဲလို့ပြောကြတယ် Why should those Buddhist people think, "What is like? Where is your God? Where your God is not powerful." နော်တကယ်ပဲတခြားဘာသာဟောတခြားဘုရားကိုပဲလေမင်းတို့ရဲ့ဘုရားပမာတယ်မင်းတို့ဘုရားတကုံးမရှိပါဘူးအဲ့လိုမျိုးပြောကြပါတယ် But before God answer our prayer, we have to have this right response from 12 to 17. နော်စနစ်အပိုင်းငယ်စနစ်ကနေအပိုင်းငယ်19ထဲမှာပါတဲ့ဟာတော့ဘုရားရဲ့လုံးမဲ့အရာပေါ့နော်တုံး And then you will see God show up in verse 18 and 28. အဲ့ဒီစနစ်ကနေ19ဒီမှာပြောလိုက်တဲ့အရာဘယ်ရလဲ18ကနေတော့မှ28ထဲမှာပါတဲ့အကြောင်းကအဲ့ဒါအဖြေပဲဖြစ်တယ် And that will be a next session. နောက်တဲ့ section မှာတွေ့ကြမယ် Amen. အာမင်